هذا من فضل ربي يا كريم وما توفيقي إلا بالله عليه توكلت وإليه أنيب ما شاء الله لا قوة إلا بالله أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم الحمد لله الذي أحدا فردا صمدا لم يتخذ صاحبة ولا ولدا الحمد لله الذي لم يلد ولم يولد ولم يكن له كفوا أحد ثم الصلاة والسلام على الرسول المسدد والمصطفى الأمجد محمود الأحمد أبي القاسم مصطفى محمد اللهم صل على محمد وآل محمد وأهل بيته الطيبين الطاهرين المعصومين الأقدس والأمجد أما بعد فقد قال الله تعالى في القرآن الكريم وقوله الحق وهو أصدق الصادقين بسم الله الرحمن الرحيم ألف لام ميم صلوات بر محمد وآل محمد صلوات اللهم صل على محمد وآل محمد وعجل فرجهم يا الله ناما روبي اوزوا اسابيباي نبوات كين جيزو شين مهاتما نوميجي محمد مصطفى صلى الله عليه وآله وسلم نعتو انورهم أهل بيت عليه الصلاة والسلام upon ile a chain darud salam pota bai inshallah rahman dine tempya me gaung sin di ကျွန်တော်တို့အားလုံးအတွက်ကိုအလွန်ကိုအရေးကြီးတဲ့ကောင်းစဉ်တစ်ခုဖြစ်တယ်ကျွန်တော်များတော့အဖြစ်ဏ္ဍန်ပြောလေးမရှိပေမဲ့ဒီနေ့ကောင်းစဉ်ကြောင့်ဏ္ဍန်အချို့ကိုတင်ပြပြီးကောင်းစဉ်ကိုကျွန်တော်အစားပြုမှာဖြစ်ပါတယ်ဒီကောင်းစဉ်ဒီအဖဇလီယတ်အီမမ်အလီအလိုင်ဟိဆလမ်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ social media YouTube channel မှာ Mufti နှစ်ပါး debate ဖြစ်ထားတယ်အကယ်၍ Urdu နားထောင်ခြင်းနဲ့ပရိသတ်တွေရှိခဲ့မယ်ဆိုရင် YouTube channel မှာ Mufti Yasin Qadri debate လို့ရိုက်လိုက်ပဲဆိုလို့ရှိရင်အများကြီးအဲ့ဒီမှာကြာလာလိမ့်မယ်2နာရီနီးပါး Mufti နှစ်ပါး debate လုပ်ထားတယ်တစ်ပါးက always Mufti always တစ်ပါးက Mufti Yasin Qadri တစ်ပါး Mufti Yasin Qadri ဒီကျွန်တော်တို့တရီကာဝင်ညီနောင်များရဲ့အာလင်တိတ်တိတ်ကျဲပညာရှင်ကြီးဆူလ်တာနုဒလာအီလ်ဆိုတဲ့ဘွဲကိုပိုင်ဆိုင်သွားတဲ့ဆရာကြီးဖြစ်တယ်သူကကျမ်းလဲပြုစုထားတယ်မိုဟစ်ဘေအဟ်လုလ်ဘတ်ကျမ်းပြုစုထားတယ်ကျမ်းရဲ့နာမည်ကိုကလည်းအဖဇလီယတ်အီမာမ်အလီအလိုင်ဟိဆလာမ်အဲ့တော့ဒီနေ့တင်ပြမဲ့ခေါင်းစဉ်ဒီအင်ရှာအလ္လာဟ်ရဟ်မန်အလ္လာဟ်ရှင်မြတ်ရဲ့မဒတ်ကူညီဆောင်မတော်မူနဲ့ကျွန်တော်တင်ပြမဲ့ဒီအကြောင်းအရာလေးဒီကျမ်းတော်မြတ်ကုရ်အာန်နဲ့မုဖတီယာဆင်ကာဒီရီစာရေးသားပြုစုထားတဲ့အဖဇလီယတ်အီမမ်အလီဒါကျွန်တော် reference ပါပေးလိုက်တာဒါဒီမှာ PDF စာအုပ်ဆိုတော့ယနေ့
line ပေါ်မှာကျွန်တော်တို့ရှာပြီးဖတ်ချင်တယ်ဆိုလို့ရှိရင်လည်း Google မှာအဲ့ဒီအတိုင်းရိုက်လိုက်ရင် English လိုရိုက်လိုက်လဲရတယ် Afzaliyat Imam Ali ရိုက်လိုက်ရင်အစဆုံးစာမျက်နှာ240ရှိတယ်ဆိုတော့ကျမ်းတော်မြတ်ကုရ်အာန်နဲ့မုဖတီဆာဘ်ရေးထားတဲ့ကုတုဘ်အဟ်လ်ဆွန်နတ်ကျမ်းအားလုံးဒီအဟ်လ်ဆွန်နတ်ဝလ်ဂျမာအတ်ရဲ့ကျမ်းများကိုဒါလင်အဓိကကိုးကားပြီးတော့ကျွန်တော်ဒီနေ့တင်ပြပေးသွားမယ်မဂျလစ်ပုံစံထက်ကျွန်တော်ဆွေးနွေးတဲ့ပုံစံအနေနဲ့ဘာကြောင့်လဲဆိုရင် reference တွေရှိနေတဲ့အတွက်ကိုကျမ်းတဲ့ကနေတခုမှကျွန်တော်ထည့်ပြောဖို့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကျမ်းတွေမှာလည်းဒီဟာတွေကပါပြီးသားကျွန်တော်တို့တဲ့ခလေးလည်းအလ်ဟမ်ဒူလ illah တည်တယ်သို့တော့ဒီအကြောင်းကိုတင်ပြရတယ်ဆိုတာက Afzaliyat Imam Ali လို့ကျွန်တော်ခေါင်းစဉ်တက်လိုက်တာကကျွန်တော်တို့ logic ကိုဖတ်ထားတယ်သိထားတဲ့သူတွေသိတယ်ကျွန်တော်တို့ isbate shay nafi as diga nami konat yani ကျွန်တော်ကအရာတစ်ခုကို positive လို့ပြောနေတာတစ်ခုကိုကျွန်တော်က afzal ပြောနေတာဒီနောက်တစ်ခုကိုကျွန်တော်ကနှိမ့်ချနေတာမဟုတ်ဘူးနောက်တစ်ခုဒီနံပါတ်2နေရာမှာရှိရင်ရှိမယ်3နေရာမှာရှိခြင်းရှိမယ်သူအရာမှာသူရှိခြင်းရှိမယ်သို့တော့ဒီကျမ်းမှာမုဖတီယာဆင်းကာဒရီဆာဘ်တီသူကကျမ်းတော်မြတ်ကုရ်အာန်နဲ့အလ္လာဟ်ရဆူလ်ရဲ့ဆွန်နတ်တော်ကိုအခြေခံပြီးတော့အဓိကတက်တဲ့အထောက်အထားကိုသူပြခဲ့တဲ့အတွက်အလောရှင်မြတ်သူ့ကိုအစ္စတ်ပေးပြီးတော့ debate မှာလည်းအနိုင်ပေးခဲ့တယ်တစ်ဖက်ကပညာရှင်ဒီယိုဘန်ဘရေလဝီပညာရှင်ဖြစ်တယ်အဲ့တော့ကျွန်တော်တင်ပြသွားမယ့်ခေါင်းစဉ်ကလည်းမုဟစ်ဘေအဟ်လ်ဘတ်အလိုင်ဟိဆလာတူဝဆလမ်ကိုမီဒူမဆိုအဟ်လ်ဘတ်ကျွန်တော်မြတ်ကုရ်အာန်နဲ့အဟ်လ်ဘတ်ကိုလက်ကင်ထားတဲ့သူတွေကိုခြေပနေတာမဟုတ်ဘူးသူတို့ရဲ့အီမန်ပိုလာမယ်တစ်ဖက်ကကျမ်းတော်မြတ်ကုရ်အာန်နဲ့အဟ်လ်ဘတ်နေရာမှာအစားထိုးလာတဲ့သူတွေကိုအဖေပေးနေခြင်းသာလင်ဖြစ်တယ်အဲ့ဒါကိုနံပါတ်1ကျွန်တော်တို့ကောင်းထဲမှာထည့်ထားရမှာဖြစ်တယ်နှလုံးသွင်းထားရမှာဖြစ်တယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်စပြီးတော့တင်ပြရမယ်ဆိုရင်အခုတင်ပြမယ့်အရာတွေအားလုံးကျွန်တော်ပြောထားပြီးပြီကျမ်းတော်မြတ်ကုရ်အာန်သို့မဟုတ်ကျွန်တော်ဒီမုဖတီယာဆင်းကာဒီဆာဘ်ရေးသားပြုစုထားတဲ့ Afzaliyat Imam Ali alayhi salam ရှိသမျှကျမ်းတွေအားလုံးဒီဆာဟာစစ်တာအပြင်အခြားသောဒိတ်ကျဲအဟ်လ်ဆွန်နတ်ဝလ်ဂျမာအတ်ရဲ့ကျမ်းတွေကိုကိုးကားပြီးတင်ပြထားခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တင်ပြပြီးဆိုတာနဲ့ကိုကတဘောပေါက်တော့ကျွန်တော်ကျမ်းတွေကတခုမှမပါဘူးဒီ reference တွေကိုကျွန်တော်ပေးသွားမှာဖြစ်တယ်ဒီကျမ်းဒီနံပါတ်1ကျမ်းလာရင်ဖြစ်တယ်အဲ့ဒါကိုနံပါတ်1တည်ထားဖို့လိုတယ်ဆိုတော့ Afzaliyat ဆိုတဲ့အဓိပ္ပာယ်ပါလေ Afzaliyat ဆိုဒီမှာတာလွန်မြင့်မြတ်မှု Fazal အားလုံးစုဝေးထားတဲ့ဒူမဟုတ်လို့သူ့ကို Afzal လို့ပြောတယ် Afzal ဆိုတာကဘာလဲပို၍မြတ်တယ်ပို၍တာတယ်Fazilat တွေအားလုံးကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကို Afzal လို့ခေါ်တယ်ကျွန်တော်ရဲ့လူကြီးတွေကတော့အလ်ဟမ်ဒူလ illah တည်ပြီမဲ့လူငယ်တွေကိုရှင်းပြဖို့ပြောတာ Fazilat ကျွန်တော်တို့ကြားဘူးတယ် Fazal ကြားဘူးတယ် Afzal ကြားဘူးတယ် Mafzul ကြားဘူးတယ် Fuzul ကြားဘူးတယ်ဒါတွေအားလုံးဒီ Ham Khanwadi လို့ခေါ်တယ် Ham Khanwadi ဆိုတာဘာလဲစလုံးချင်းယင်းနီတူညီပြီးစင်တက်လာတဲ့အုပ်စုအဖွဲ့လို့ခေါ်တယ်အဲ့ဒါကိုစလုံးမိသားစုအဖွဲ့အဲ့ဒီစလုံးတွေအားလုံးရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်မြောက်များစွာရှိနေတာမြောက်များမှုကိုပိုင်ဆိုင်ထားတယ်မြောက်များစွာရှိနေတယ်အမြောက်အများကိုပိုင်ဆိုင်ထားတယ်ကြီးမြတ်တယ်တာလွန်တယ်မြတ်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာရှင်းလင်းပြောမယ်အခု Afzaliyat လို့ဘာကြောင့်ခေါင်းစဉ်တက်ပြီးတော့တင်ပြရတယ်လဲဆိုရင်အလ္လာဟ်ပြီးသွားရင်အမျက်ဆုံးဒီအလ္လာဟ်ရဆူလ်နဘဝတခင်ကျေးဇူးရှင်မြတ်တမန်တော်အလ္လာဟ်ပြီးသွားပြီဆိုရင်အမျက်ဆုံးတော်တခင်ဒီမြတ်တမန်တော်နောက်ဆုံးနဗီတမန်တော်ဒါလည်းဖြစ်တယ်အခုတင်ပြမယ် Afzal ဆိုဒီမှာတမန်တော်ပြီးသွားပြီဆိုရင်နောက်ဆုံးနဗီတမန်တော်ပြီးသွားပြီဆိုရင်အမျက်ဆုံးသောကဘာဒူကဘာသားများအလုံးဒုနီယာအာခိရတ်နှစ်ခုလုံးတွဲပြီးပြောမယ်ဆိုရင်မောလာအလီအလိုင်ဆလမ်တခင်ကြီးသာလင်ဖြစ်တယ်။ဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုတင်ပြပေးသွားမှာအဲ့ဒါကိုပြောတာဒီနေ့ကောင်းတယ်ဒီ
afzaliyat imam ali alayhi salam ဆိုတဲ့ကောင်းစဉ်အဲ့ဒါဒီကျွန်တော်ရဲ့ first နိဒန်းဖြစ်တယ်ဒုတိယ point ဆိုတော့ mufti yasin qadri ကဘာတင်ပြတယ်လဲဆိုရင်တစ်ဖက်ကတူတဲ့ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ahlul bayt နေရာမှာအစားထိုးဖို့ကြိုးစားလာတဲ့သူတွေကဘာနဲ့အစားထိုးလာလဲဆိုတော့ ijma ဆိုတဲ့စလုံးနဲ့အစားထိုးလာတယ် ijma ဒီနေရာမှာ ijma လို့ပြောရခြင်းဒီကျွန်တော်တို့သိတယ်ကေကျမ်းတော်မြတ်ကုရ်အာန်နဲ့ ahlul bayt နေရာမှာ sunnat ဆိုပြီးအစားပြန်ထိုးတယ်အခြားသောအရာတွေကိုယူလာတယ်ဘာကြောင့်ယူလာတယ်လဲဆိုတော့ ijma တဲ့ ijma ဆိုဒီမှာပါလဲအုပ်စုတစုကဒါကိုထောက်ခံပြီးတော့လက်ခံပြီးတော့သူတို့ရဲ့အဆိုအမိန့်ကိုယူလာတယ်ဆိုတော့ mufti yasin qadri ကဘာပြောလဲဆိုတော့ကျမ်းတော်မြတ်ကုရ်အာန် nas လို့ခေါ်တယ်အာယတ်တော်ရှိနေတဲ့၍ကိုရောရဲ့ sunnat တော်အမှန် hadith အမှန်ရှိနေတဲ့၍မိမိရဲ့တဘောတော်၎င်းအုပ်စုတစု၏တဘောဒီ၎င်းအုပ်စုတစု၏အဆိုအမိန့်ဒီ၎င်းဘာတစ်ခုမှအကျုံးမဝင်ဘူးအဲ့ဒါကိုကျွန်တော်တို့ရဲ့အခြေခံမှာသိဖို့လိုတယ်အီမန်ရှင်တိုင်းသိဖို့လိုတယ်ဘာကြောင့်ယနေ့ကျွန်တော်တို့ဂျင်းထဲခံထားရတယ်လဲဘာကြောင့်မင်ဘာတွေကနေကိုရောရဲ့ဟာဒီသ်တို့ကိုရောမိန့်တယ်ကိုရောရဲ့ဆွန်နတ်တော်အကြောင်းပြောတယ်တို့တော့အဟ်လ်ဘတ်အကြောင်းမပြောဘူးဘာကြောင့်မပြောတယ်လဲဒါပေမဲ့အလ္လာဟ်ရဲ့ရှုကူရ်အလ်ဟမ်ဒူလ illah ယနေ့ကဘာမှာဒိတ်ဒိတ်ကျဲမုဖတီတွေပေါ်လာပြီးဒီယိုဘန်ဒါအာလင်တွေပေါ်လာပြီးအမှန်တရားတွေနဲ့ဆိုရှယ်မီဒီယာမှာဖွင့်ပြောပြီးတော့သူတို့ကိုဖုံးကွယ်ထားခဲ့တယ်သူတို့ကိုဂျင်းထဲခဲ့တယ်မုဖတီဟမ်ဒတ်လို့ပုဂ္ဂိုလ်တွေပေါ်လာပြီးဆိုရှယ်မီဒီယာ YouTube channel မှာအတီအလင်းကျင်ညာပြီးသူတို့ပြောနေကြပြီနှစ်ပေါင်းများစွာမဒရဆာမှာအဟ်လ်ဘတ်အကြောင်းမပြောဘူးအဟ်လ်ဘတ်နဲ့ပတ်သက်တဲ့ဟာဒီသ်တွေကိုမပြောဘူးအဟ်လ်ဘတ်နဲ့ပတ်သက်တဲ့ကိုရောရဲ့အမိန့်တွေကိုမပြောဘူးအဲ့ဒီစာအုပ်တွေကိုပေးမဖတ်ဘူးအဲ့ဒီစာအုပ်တွေကိုမရောင်းဘူးသို့တော့အလ္လာဟ်ဒီဟက်ကိုဘယ်တော့အခါမှဖုံးကွယ်ဖို့မပေးဘူးဒါဟက်အဲ့တော့ဟက်ကိုအမားနဲ့လည်းရောဖို့မပေးဘူးဆူရိုက်ဘကရာမှာမိန့်တော်မူထားပြီးသားဝလာတုလ်ဘစ်လ်ဟက်ကာဘီလ်ဘာတီလီဝတက်တမူနလ်ဟက်ကာဝအန်တုမ်လာတာလမူန်ဟက်ကိုဘာတီလ်နဲ့ရောလို့လည်းမရဘူးဝလာတလ်ဘစ်လ်ဟက်ကာဘီလ်ဘာတီလ်ဟက်ကိုဘယ်တော့မှဘာတီလ်နဲ့မရောနဲ့အတင်တို့တီးကြလိမ့်မယ်ဟက်ခါပေါ်လွင်လာမှာဟက်ပေါ်လွင်လာလိမ့်မယ်ဟက်ကိုဘာနီးနဲ့မှဖုံးကွယ်လို့လည်းမရဘူးအဲ့တော့ဒုတိယ point မှာတီးရမှာကဘာလဲဆိုလို့ရှိရင်ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်အရှိမမီဒီအဂျမာဆိုတဲ့စလုံးနဲ့အကျုံးမဝင်ဘူးအဂျမာမှာပါတဲ့လူလည်းအကျုံးမဝင်ဘူးနှစ်ခုလုံးအကျုံးမဝင်ဘူးကျမ်းတော်မြတ်ကုရ်အာန်နဲ့ဆန့်ကျင်လာပြီဆိုရင်ကိုတော်ကမိမိရဲ့ဟာဒီသ်ကိုတော်မှလုံးဇက်နဲ့နာမည်ခံရေးထားပြီးကိုတော့ခေါင်းစဉ်တက်ပြီးဟာဒီသ်လို့လာပြောလာရင်ကျမ်းတော်မြတ်ကုရ်အာန်နဲ့နှိုင်းရှင်ကြည့်ပါမှတ်ကြောက်ဒီကုရ်အာန်ကျမ်းတော်မြတ်အကယ်၍ကျမ်းတော်မြတ်ကုရ်အာန်နဲ့ဆန့်ကျင်အဲ့ဒါကိုနိုင်အောင်ပြစ်ပေါက်လိုက်ပါလက်မခံပါနဲ့လို့ပြောထားပြီးအဂျမာဘယ်နေရာမှာရှိမလဲဘာအလုံးမှမဖြစ်ဘူးအဲ့တော့ Mufti Owais Deoband အာလင်ဘာကြောင့်ရှုံးသွားလဲ debate မှာဒီဘရေဝလီဆိုတာဆိုတော့ဘာကြောင့်သူရှုံးသွားတယ်လဲဆိုရင်ကျမ်းတော်မြတ်ကုရ်အာန်တစ်ဖက်ကဖတ်ပြနေတယ်တစ်ဖက်ကသူကအဂျမာစာအုပ်ကိုသူတို့ရဲ့ဘိုးဘေဘီကပြောသွားလို့ပါဆိုတဲ့ဟာတွေကိုသူကယူလာပေးတယ်ယူလာပေးတော့သူရှုံးသွားပြီတစ်ဖက်ကကုရ်အာန်ကျမ်းတော်မြတ်ကိုပြတယ်ကိုရောရဲ့ဟာဒီသ်အမှန်အလီဆွန်နတ်ကျမ်းတွေကနေပြတယ်သူတို့ရဲ့ဘိုးဘေဘီအဂျမာရဲ့စကားကိုလာပြောတယ်အဂျမာကဒါပြောထားလို့ဒါပဲမြတ်တယ်ဆိုပြီးတော့အဲ့တော့ကဘာကတိသွားတယ်ယုံလုံးပေါ်သွားတယ်ဘာနဲ့မှကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်တစ်ခုနဲ့တော့စန့်ကျင်ကာဖီဖြစ်သွားမယ်အဲ့တော့ဟိုကကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်ယာနဲ့ချီပြီးဖတ်ပြပြီးတော့မောလာအလီအလိုင်စလမ်တခင်ကြီးတာလွန်မြင့်မြတ်တယ်ဆိုတာကိုတက်တည်အထောက်ထားနဲ့ပေးတယ်ကိုတော်ရဲ့ဟာဒီသ်တော်အမှန်ရှီယာကျမ်းတကြမ်းမှမပါဘူးအလီဆွန်နတ်ရဲ့ကျမ်းတွေမှာအလ္လာဟ်ဘက်ကနေမြောက်များစွာသောအဟ်လ်ဘတ်ရဲ့ဖဇီလတ်တော်တွေကိုရေးထားပြီးသားဖုံးကွယ်ဖို့မပေးဘူးဒါပေမဲ့မပြောပြတာအများတိအောင်ချမပြတာအဲ့တော့အများကမသိဘူးအွမ်မတ်မသိဘူးအွမ်မတ်ကအခုချိန်မှာကြားတဲ့အခါဟာဒါအခုမှသိရပါလားဘာကြောင့်ဒါမပြောလဲကျွန်တော်ကိုယ်တိုင်ဆွန်နတ်ဂျမာတ်ပလီပေါင်းမြောက်များစွာတွားခဲ့တယ်တရီကာဝင်မဟုတ်ဘူးနော်အခြားသောဝါဟာဘီဆယ်ဖီ
ဒီယိုဘန်ဒီရဲ့ပလီရောက်ခဲ့တဲ့အခါဘယ်တော့မှခွတ်ဘာကနေအယ်ဘတ်အကြောင်းဖဇိုင်ပြောတယ်ဆိုတာမကြားဘူးဆိုတော့ဒါက100 ရာခိုင်နှုန်းမှာ1 point လောက်တစ်ခါတလေပြောရင်ပြောလိုက်မယ်99.9 ငါမပြောဘူးအဲ့တော့ဘာကြောင့်လဲဘာကြောင့်မပြောဘူးလဲပြောမယ်ဆိုလို့ရှိရင်တနည်းအားဖြင့်အားလုံးအယ်ဘတ်ကိုအချစ်ထားတဲ့သူဖြစ်သွားမယ်အယ်ဘတ်ရဲ့ဖဇိုင်ကိုကအလိုရှိတာကိုအလ္လာဟ်ချီးမြှင့်ထားတာကျွန်တော်တို့ကယနေ့တစိကောင်းတွေအရန်ကြိုက်တယ်လူတယောက်ကသူ့ကိုတစိကောင်းမျိုးစုံနဲ့ခေါ်ရင်သူတိတ်သဘောကြတယ်သူတန်လားမတန်တလားသူ့ကိုသူမှန်မှကြည့်ပြီးလည်းမပြောနိုင်ဘူးတို့တော့သူများတစိကောင်းပေးလိုက်ပြီဆိုရင်သဘောကျတယ်ဘွဲပေးလိုက်ရင်သဘောကျတယ်ဒါကလူချင်းကိုမြောက်စားဖို့အတွက်ပေးတဲ့ဘွဲဒါပေမဲ့အဟ်လ်ဘတ်ကအဲ့ဒီလိုယူလာတဲ့ဘွဲတစ်ခုမှမပါဘူးကိုတော်ကနေစားပြီးအလ္လာဟ်ကပေးတဲ့ဘွဲအလ္လာဟ်ကဆေလွတ်လိုက်တဲ့အီလမ်အလ္လာဟ်ကချီးမြှင့်လိုက်တဲ့ဖဇီလတ်အလ္လာဟ်ကချီးမြှင့်လိုက်တဲ့အဲ့ဒီအတွက်ကယာမတ်နဲ့အထိကယာမတ်ပြီးွားရဟောင်းစီကောက်ဆယ်အထိမှလည်းကျမ်းတော်မြတ်ကုရ်အာန်နဲ့အဟ်လ်ဘတ်ရှိနေမှာဘာကြောင့်လဲဒီဆက်နွယ်မှုကိုအလ္လာဟ်ကထားထားတဲ့ရစ်တာဖြစ်တဲ့အတွက်အဲ့တော့လူတွေကလူချင်းမြောက်စားဖို့လူချင်းအာနာမြဲဖို့လူချင်းငွေချေးနဲ့ချင်းကပ်လာဖို့အတွက်ကိုလူဟာလူကိုမျိုးစုံနဲ့ဘွဲမျိုးစုံကိုငွေနဲ့ဝယ်မယ်ဘွဲမျိုးစုံကိုအာနာနဲ့ဝယ်မယ်တို့တော့အလ္လာဟ်ထံကလာတဲ့တခင်ကြီးတွေကအဲ့ဒီလိုကိစ္စရတဲ့တခုမှမပါဘူးအဲ့ဒီအတွက်ပြောရမယ်ဆိုလို့ရှိရင်သူတို့ဒီအလ္လာဟ်ထံကယူလာတဲ့ဘွဲအလ္လာဟ်ထံကယူလာတဲ့ဖဇီလတ်ဖြစ်တဲ့အတွက်ဘယ်နည်းနဲ့မှသူတို့ကိုဘယ်သူမှအစားထိုးလို့မရဘူးအဲ့ဒါကြောင့်ကဘာမှာနေစဉ်ရုပ်လုံးပေါ်လာတယ်တစ်ခုပြီးတစ်ခုအဲ့ဒါဒုတိယ point ကိုသိရမယ်ဏ္ဍန်ဖြစ်တယ်တတိယ point ကိုရောမြတ်ကြီးပြီးသွားပြီဆိုရင်ဘာကြောင့်မောင်လာအလီအလိုင်စလမ်တခင်ကြီးဒီအမျက်ဆုံးတယ်လေအမျက်ဆုံးဖြစ်တယ်လေဘာကြောင့်အမျက်ဆုံးလဲဘာကြောင့်အမျက်ဆုံးလဲဆိုတော့မုဖတီကာဒီဆပ်ကကိုရောရဲ့ဟာဒီသ်83ခိုင်လုံးမှာပါတဲ့ကျမ်းတွေကယူလာတယ်ကဲအတင်တို့စဉ်းစားနေတာကတဲ့အမ်ဘီယာပြီးသွားပြီဆိုရင်ကိုတော်ပြီးသွားပြီဆိုလို့ရှိရင်အတင်တို့ကဖဇီလတ်ကိုပြောနေတယ်အခုမောင်လာအလီကဘရူလဲဆိုလို့ရှိရင်တဲ့အမ်ဘီယာမတိုင်ခင်အလျင်မှာရှိခဲ့တဲ့တခင်အလ္လာဟူအက်ဘာကျွန်တော်ပြောနေတာမဟုတ်ဘူးနော်တီယာမာကဒါကမုဖတီယာစင်ကာဒရီရေးထားတဲ့ကျမ်းကနေပြောနေတာအဲ့တော့သူကဒလီလ်တက်တေပါယူလာလဲတက်တေကကိုတော်ကမိန်တော်မူတယ်အနာဝအလီယွန်မင်နူရင်ဝါဟစ်ကပလာအန်ယခလုကာအာဒမ်အာဒမ်အလိုင်ဟိဆလမ်ကိုအလ္လာဟူရှင်မြတ်မဖန်ဆင်းခင်အလင်တဲကငါနဲ့အလီနဲ့နူရ်ကတခုထဲကနူရ်ထောင်နဲ့ချီမတိုင်ခင်လေအာဒမ်ကိုမဖန်ဆင်းခင်အလင်နဲ့ပေါင်းထောင်ကျော်အလင်ကလေးကအလ္လာဟ်ကငါကိုတော်မြတ်နဲ့မောင်လာအလီရဲ့နူရ်ကိုတခုတည်းဖန်ဆင်းခဲ့တာအလ္လာဟူအက်ဘာနူရ်တခုတည်းကဖြစ်တယ်ဆိုရင်စဉ်းစားကြည့်လိုက်ကိုတော်ရဲ့နူရ်ရဲ့အရိုက်အရာကဘယ်နေရာမှာရှိလဲအလ္လာဟ်ပြီးရင်အမျက်ဆုံးသောနူရ်အဲ့ဒီနူရ်ရဲ့ထဝက်ကကိုတော်ကပြောနေတယ်ကျွန်တော်ပြောနေတာမဟုတ်ဘူးအလ္လာဟ်ရဆူလ်ကပြောနေအလီရဲ့နူရ်ကငါရဲ့နူရ်ရဲ့ထဝက်ပါဆိုရင်ထဝက်ကိုရထားတဲ့နူရ်ကမြတ်ကလားအစ္စလာမ်ကျင့်ညာပြီးမှအီမန်ယူလာတဲ့သူတွေကိုကျွန်တော်တို့အစားထိုးပြီးတော့သူကမြတ်ပါတယ်ဆိုတာပြောမလားကျွန်တော်တို့အုံနောက်နဲ့စဉ်းစားကြည့်အဲ့ဒါကဘယ်သူခြေပနေတာလဲမုဖတီယာစင်ကာဒရီဆပ်ကပြောကျွန်တော်ဘာကြောင့်နာမည်ထပ်ယူနေလဲရှီယာကပြောနေတယ်ဆိုရင်ဒါရှီယာအာလင်ဘပြောနေရှီယာကပြောနေတယ်ဆိုတာဖြစ်မှာဆိုလို့ကျွန်တော်တို့ရဲ့ရှီယာအူလမာလည်းပြောထားတာမဟုတ်ဘူးဒါကအလ္လာဟ်ရဆူလ်ပြောထားတယ်ကျမ်းကလည်းအလီဆွန်နတ်ဝလ်ဂျမာအတ်ရဲ့ကျမ်း83ခိုင်လုံးမှာပါတဲ့ဟာဒီသ်ဘာကြောင့်လဲဆိုတော့ကကျွန်တော်ကျမ်းကိုကျွန်တော် reference ပေးပြီးသွားပြီကျမ်းရေးထားတာဒီမှာအဖဇလီယတ်အီမာမ်အလီမုဖတီယာစင်ကာဒရီ PDF နော် PDF ကဒီမှာ line ပေါ်မှာကြည့်လို့ရတယ်ကျွန်တော်အားလုံး reference တွေတစ်ခုပြီးတစ်ခုဒီကနေတင်ပြသွားမှာအချိန်တော့ဘယ်လောက်ကြာမလဲကျွန်တော်လည်းမသိဘူးဒါပေမဲ့အသက်နိုင်ဆုံးဒီဥစ္စာဒီကျွန်တော်တို့အီမန်ရှင်တွေရဲ့အီမန်ခိုင်မြဲသွားမယ်လေးလာခြင်းတဲ့သူတွေကိုအလ္လာဟ်ဘက်ကနေဟီဒါယတ်ရမယ်ဆိုရင်အင်ရှာအလ္လာဟ်ဟီဒါယတ်ရလိမ့်မယ်။ဘာကြောင့်လဲဆိုရင် line body platform တစ်ခုတာလည်းဖြစ်တယ်ကျွန်တော်တို့ message ကို transfer လုပ်ဖို့
ဆိုတော့ ဒီ line ပေါ်မှာချစ်ပြတာလည်းအကျုံးမဝင်ဘူး line ပေါ်မှာမုန်းတာဒီလည်းအကျုံးမဝင်အဲ့ဒါကျွန်တော်တို့သိဖို့လိုတယ်ကောင်းပြီအဲ့တော့ကျမ်းတော်မြတ်ကုရ်အာန်ကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်အလ္လာဟ်ရှင်မြတ်ရဲ့ကာနူန်ကဘယ်လိုရှိလဲမြတ်အလ္လာဟ်ရဲ့ဥပဒေတဘယ်လိုရှိလဲအလ္လာဟ်ရှင်မြတ်ကမိန့်တော်မူတယ်တစ်ကာရုဆူလူဖဒ္ဒလ်နာဘာဒဟွမ်အလာဘတ်အလ္လာဟ်ရဲ့ကာနူန်မှာကိုကဆွန်နတ်တော်မှာကိုကတချို့သောနဗီတမန်တော်တွေကိုတချို့သောနဗီများထက်တာလွန်မြင့်မြတ်မှုကိုပေးထားတယ်အလ္လာဟ်ရဲ့ဥပဒေမှာကိုကအဲ့ဒါကိုရှိပြီးသားဒါကြောင့်ကျွန်တော်တို့ရဲ့နောက်ဆုံးနဗီတမန်တော်ဒီအားလုံးနဗီတွေထက်အမျက်ဆုံးအဲ့တော့အမျက်ဆုံးဖြစ်တဲ့နဗီတမန်တော်ကိုအလ္လာဟ်ကနောက်ဆုံးမှလွတ်တာအဲ့တော့စီနီယာမှာအရင်လာလို့အဝလ်မဟုတ်ဘူးစီနီယာမှာအရင်လာလို့အာဒမ်ကအဖဇလ်မဟုတ်ဘူးအလ္လာဟူအက်ဘာစီနီယာမှာအာဒမ်ကနံပါတ်1မှာလာလို့ကိုတော့တဲ့မမျက်သွားဘူးကိုတော့တဲ့မျက်တယ်ပြောတဲ့သူကာဖာဖြစ်သွားမယ်အလ္လာဟူအက်ဘာဒီတပ်ပူကျွန်တော်ပေးတဲ့ဖတ်ဝါမဟုတ်ဒါကအလ္လာဟ်ရှင်မြတ်ကရာဟ်မတ်တန်လီလ်အာလမင်လို့ဆေလွတ်လိုက်တဲ့နဗီတမန်တော်ကိုဟဘီဘူလာကိုဆယဒ်လ်မူရ်ဆလင်ကိုကျွန်တော်တို့ကအာဒမ်ကအရင်လာလို့အာဒမ်ကအဝလ်ဘာလို့ပြောလိုက်တယ်ဆိုရင်အဲ့ဒီသူကာဖာဖြစ်သွားမယ်သို့တော့အလ္လာဟ်ရဆူလ်ကဘာပြောလဲမြတ်တဲ့သူကဘယ်တော့မှကိုငါမြတ်ပါတယ်မပြောဘူးတော်တဲ့သူကဘယ်တော့အခါမှငါတော်ပါတယ်ဆိုတော့မပြောဘူးဘာကြောင့်လဲဒီငါပါလာရင်ကိုကဒါကတကဘရဖြစ်သွားပြီအလ္လာဟ်လုံးဝမကြိုက်တဲ့အရာဒါကြောင့်ပညာရှိသည်လဲဘယ်တော့မှမိမိပညာရှိပါလို့မပြောဘူးကျွန်တော်တို့ရဲ့ဆရာတွေကဗာမိန်ခဲ့တယ်လေကိုအာလင်ပြောတယ်ဆိုရင်အဲ့ဒီသူကဂျာဟီလ်ဒါလင်ဖြစ်တယ်အဲ့ဒီသူဒီဂျာဟီလ်အကြီးသားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုသင်ခန်းစာတွေအများကြီးပေးထားတယ်အလုလ်ဘိုက်တာမရှိဘူးဆိုရင်ဇောက်ထိုးဂျဟန်နမ်ကြမှာဘရုရဲ့အာမလ်ကခိုင်မာတဲ့အာမလ်မို့လို့နမတ်မှာစရက်တာနဲ့ကိုကကျွန်တော်တို့ဒုနီယာတစ်ခုလုံးကိုတွေးနေပြီအဲ့တော့အလ္လာဟ်ကကျမ်းတော်မြတ်ကုရ်အာန်နဲ့အလုလ်ဘိုက်ချထားတာကိုကအဲ့ဒီဝစီလာနဲ့ဂျန်နတ်ကိုရအောင်ဂျန်နတ်ရဲ့ခေါင်းဆောင်တွေကိုအလုလ်ဘိုက်ကိုထားတာပေါ့ကျွန်တော်တို့ခေါ်ယူသွားလို့ရအောင်အဲ့တော့အလ္လာဟ်ရဟ်မာနူရဟီမ်အလ္လာဟ်ဂဖူရ်ရဟီမ်တည်တယ်ကျွန်တော်တို့အင်ဆန်ကအကလ်မာလဲအာနေတဲ့ဂျစ်မမာလဲအာနေတဲ့နဖ်စ်မာလဲအာနေတဲ့သူတွေအဲ့တော့ဘာမှမတတ်တခေါက်မတိတဲ့နုဖာကကြီးပြင်းလာတဲ့သူတွေခေါင်းထောင်နေတာကိုအလ္လာဟ်တိတဲ့အပေါ်မှာအလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုဒီသင်ခန်းစာပေးလိုက်တာအဲ့ဒါကိုကျွန်တော်တို့သိရမယ်တချို့သောနဗီတမန်တော်တွေကိုတချို့သောနဗီတွေထက်မျက်မှုကိုပေးထားတယ်တာလိုမြင့်မှုကိုပေးထားတယ်အဲ့တော့ကျွန်တော်ကကိုတော်ကဗာမိန်လက်တာဆာဟီဘူခါရီတို့ဆာဟီမွတ်စလင်တို့ကျမ်းတဲ့ကဟာဒီသ်တွေဒါကအလ္လာမာဆာပြဒီပြောမဲ့စကားတွေအားလုံးကအဲ့ဒီကျမ်းတဲ့ကဖြစ်တယ်အဖဇလီယတ်အီမာမ်အလီကျမ်းတဲ့ကဖြစ်တယ်အဲ့တော့သူကဗာမိန်တယ်လေဘာကိုတော်ကဗာမိန်တယ်လေဆိုလို့ရှိရင်ငါ့ကိုကျမ်းတဲ့နဗီတွေထက်တာတယ်ဆိုတာမပြောနဲ့အတင်းတို့ပြောပိုင်ခွင့်ကိုမရှိတားတယ်ပြောထားတာကအလ္လာဟ်ကပြောထားပြီးသားအတင်းတို့နှလုံးသားမှာတွင်းထားရမှာအီမန်မှာထည့်ထားရမယ်သို့တော့မနိုင်ခိုင်းဘူးအဲ့တော့မောလာအလီအလိုင်စလမ်တခင်ကြီးစီမိမိရဲ့ခေတ်ကာလမှာအဲ့တော့ဒီန်အတွက်ကိုယဟူဒီတပါးကလာပြီးတော့အတင်းတို့ကအချင်းချင်းဟလာကွဲပြားနေကြတယ်ဆိုတော့အတင်းတို့အစ္စလာမ်ထဲမှာအချင်းချင်းကွဲပြားနေကြတယ်ဆိုတဲ့စကားနဲ့မောလာကိုတယော်ပြီးလာပြောတော့မောလာကပြောတယ်အလ္လာဟ်တပါးတည်းရှိတယ်ဆိုတဲ့နေရာမကွဲလွဲဘူးတောက်ဟီဒ်မှာငါတို့မကွဲလွဲဘူးအလ္လာဟ်ရဆူလ်အပေါ်မှာအီမန်ယူလာမယ်မုဟမ္မဒ်ရဆူလုလာမှာငါတို့မကွဲလွဲဘူးကျမ်းတော်မြတ်ကုရ်အာန်ကိုလက်ကင်ထားတဲ့နေရာမှာငါတို့မကွဲလွဲဘူးငါတို့ရဲ့ဥတီချက်ကာဘာဘိုက်တူလာနေရာမှာငါတို့မကွဲလွဲဘူးအဲ့တော့ကျန်တဲ့ကွဲလွဲမှုဟာအရေးမကြီးဘူးရတယ်ဘာကြောင့်ပြောလိုက်လဲအစ္စလာမ်မပြိုကွဲသွားအောင်အီမန်ရှင်တွေလောလောလတ်လတ်အီမန်ယူလာတဲ့သူတွေကိုအီမန်ရဲ့လမ်းကနေလမ်းလွဲမကြောက်သွားအောင်ညီညွတ်ရေးမပြတ်သွားအောင်လို့မောလာထိန်ခဲ့တယ်အဲ့ဒါကြောင့်ခိုလဖာရာရှိဒီန်မှာရှိခဲ့တဲ့ခလီဖာတွေအားလုံးဘာပြောလဲမောလာရဲ့အိမ်ယိုတကားလာခောက်ပြီးဘာပြောလဲလောလာအလီယွန်လာလကလ်ဥမရ်အဘူဘကပထမခလီဖာဘာပြောခဲ့တယ်လဲအလီရဲ့မျက်နှာတော်ကိုကြည်ချင်းအီဘာဒတ်ဘယ်သူပြောမလဲ
ဘာကြောင့်ပြောတယ်လဲမောင်လာအလီကအစ္စလာမ်အတွက်ကိုဇဒေးတာတွေမဟုတ်ဘူးကျန်တဲ့သူတွေရှေ့မှာခီလာဖတ်ကိုယူလိုက်တဲ့အပေါ်မှာလဲအုပ်စုမပြိုကွဲသွားအောင်လို့ညီညွတ်ရေးမပြိုကွဲသွားအောင်လို့ထိန်းလိုက်တယ်အဲ့ဒါဘာကြောင့်ထိန်းလိုက်တယ်လဲဘာကြောင့်ထိန်းလိုက်တယ်လဲတစ်ဖက်ကအခုနလို့ကျွန်တော်တို့တွေ့ရပြီအုပ်စုကိုလာခွဲမဲ့တွေးခွဲမဲ့သူတွေရှိတယ်အဲ့ဒီတွေးခွဲမဲ့သူကိုမောင်လာကအဖြေပေးလိုက်တယ်ငါတို့အလ္လာဟ်နေရာမှာမပြိုကွဲဘူးမကွဲလွဲဘူးတောက်ဟီတဘာဒီရှိတော့အလ္လာဟ်ကိုဒါလည်းငါတို့ကိုးကွယ်တယ်အဲ့ဒီနေရာမှာငါတို့မကွဲလွဲဘူးမုဟမ္မဒ်ရဆူလလာဖတ်တဲ့နေရာမှာမကွဲလွဲဘူးဘိုက်တူလာကိုဥတီတဲ့နေရာမှာမကွဲလွဲဘူးအလ္လာဟ်ရဲ့ကျမ်းကိုလက်ကင်တဲ့နေရာမှာမကွဲလွဲဘူးအဲ့တော့တစ်ဖက်ကသူခေါင်းငုပ်ပြီးပြန်သွားရတယ်အကယ်၍အရာဒီကွဲလွဲမယ်ဆိုရင်မောင်လာဘ누구ကိုမှသွားကူညီမှာမဟုတ်ဘူးမောင်လာဘာကြောင့်25နှစ်အိမ်မှာထိုင်ပြီးကျန်တဲ့ခလီဖာတွေကိုလည်းတွားရောက်ကူညီပေးခဲ့တယ်လေအစ္စလာမ်အတွက်အစ္စလာမ်ညီညွတ်ရေးမပြတ်သွားအောင်ဆိုတော့ကျွန်တော်တို့သိရမှာကဘာလဲဆိုလို့ရှိရင်အလ္လာဟ်ရဲ့ဥပဒေတမှာအလ္လာဟ်ရှင်မြတ်ဒီတချို့သောနဗီတမန်တော်တွေကိုတချို့သောနဗီတမန်တော်တွေတက်တာလုံးမြင့်မြတ်မှုကိုပေးထားတယ်အဲ့တော့နဗီတမန်တော်တွေမှာလဲစီနီယာနဲ့လာလို့ကိုတော်ထက်ဘယ်သူမှမမြတ်သွားဘူးအဲ့ဒီအတိုင်းပဲအလီကစီနီယာမှာ၄ပါးမြောက်နေရာမှာလာတဲ့အတွက်စီနီယာမှာလာတဲ့အရှိကသူကပုံမြတ်တယ်ဆိုတာကိုမူဖတီယာဆင်ကာဒီကဘာပြောလဲဆိုအဲ့ဒါကိုပယ်ချပလိုက်တယ်မောင်လာဒီလဲကိုတော့အတိုင်းပဲနူရ်ဒဘာဒီကဖြစ်တဲ့အတွက်မောင်လာကပြောခဲ့တယ်ဖွင့်ဟာပြီးပြောခဲ့တယ်ကဲဘာကြောင့်ပြောခဲ့တယ်လဲကိုမြတ်တဲ့သူကဘယ်တော့မှငါသူတို့ထပ်ပုံမြတ်ပါတယ်မပြောဘူးကိုဒီတက်တယ်ဆိုတာဘယ်တော့မှငါတက်ပါတယ်မပြောဘူးကိုအရာဒီအလိုဒူဒါလင်တကယ်မြတ်လို့ပေါ့အဲ့တော့အလ္လာဟူအက်ဘာမြတ်တဲ့သူကအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုရင်ကဘာမှာအားလုံးအလီကိုမော်တာဖြစ်ခဲ့တဲ့အတွက်လောလာအလီယွန်ဆိုတာဖြစ်လာတာပေါ့အလီမရှိရင်သေပြီအလီမရှိရင်ပြတ်ပြီအလီမရှိရင်ကဘာပြတ်ပြီအလီမရှိရင်ဒုက္ခရောက်ပြီအလ္လာဟူအက်ဘာအဲ့ဒါကိုကျွန်တော်တို့သိရမယ်အဲ့တော့ဘယ်နေရာမှာပဲအလီရှိနေပါစေအိမ်မှာထိုင်လဲအားလုံးထက်မြတ်တယ်မင်ဘာမှာထိုင်လဲအားလုံးထက်မြတ်တယ်ကျမ်းပြင်ပေါ်မှာလဲလျောင်းနေလဲအားလုံးထက်မြတ်တယ်ထပ်ပြီးသိအောင်ပြောပြမယ်အားလုံးထက်မြတ်တယ်ဆိုဒီမှာအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ပြီးသွားမှပြောတာနော်အလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုလို့ရှိရင်အားလုံးထက်မြတ်တယ်ဆိုတာကိုပြောတာအဲ့ဒါဒီလဲဘယ်သူပြောနေတာလဲကျွန်တော်တို့တရီကာဝင်ညီနောင်များရဲ့ဒိတ်ကျဲပညာရှင်ကြီးအလ္လာမာယာဆင်ကာဒီဆာဘရေးထားတဲ့ကျမ်းကနေပြောနေတာဘာကြောင့်သူကပြောတယ်လဲအားလုံးထက်မြတ်တယ်ဆိုတဲ့တက်တွေကိုကျမ်းတော်မြတ်ကုရ်အာန်ကဘာနဲ့ပေးထားတယ်လဲဒါနံပါတ်တတိယ point အဲ့တော့ဒီတတိယ point ကိုတီးဖို့အတွက်ကျမ်းတော်မြတ်ကုရ်အာန်ကဘာပြောလဲဆိုရင်ဟလ်ယက်စတဝီလ်လဇီနာယာလမူနာလာယာလမူန်ဘာလဲတီးတဲ့သူတွေနဲ့မတီးတဲ့သူတွေဟာဒန်းတူလားဒန်းတူမဟုတ်ဘူးတီးတဲ့သူနဲ့မတီးတဲ့သူတွေကဒန်းတူလားဒန်းတူမဟုတ်ဘူးအဲ့တော့တီးတဲ့သူကမတီးတဲ့သူထက်ပိုပြီးတာလို့ဒန်းတူလားဆိုတာကိုအလ္လာဟ်ကမေးနေတာပေါ့နံပါတ်1အဲ့ဒါနံပါတ်2ကကျမ်းတော်မြတ်ကုရ်အာန်ကဘာပြောလဲဦးတူလ်အီလ်မာဒရဂျာတင်အလ္လာဟ်ကဘရုကိုအီလမ်ချီးမြှင့်ထားတယ်လေအဲ့ဒီသူဒီဒရဂျတ်မှာအမြင့်ဆုံးနေရာမှာရှိတယ်အမြတ်ဆုံးနေရာမှာရှိတယ်အီလမ်ပညာကိုအလ္လာဟ်ချီးမြှင့်ထားတဲ့အီလမ်ပညာနော်လူတွေထိုင်ချီကနေပြီးတော့ဒူးထောက်ပြီးတင်ယူထားတဲ့ပညာကိုပြောတာမဟုတ်ဘူးအလ္လာဟ်ကချီးမြှင့်ထားတဲ့ပညာကဂျူဇ်အီအသေးဆုံးလေးပါရှိလေအာဒမ်အလိုင်ဟိဆလမ်ကိုပေးခဲ့တဲ့အလ္လာမလ်အာဒမအစမာဖရစ်တာတွေအားလုံးစဂျဒါချရတယ်အဲ့ဒါအလ္လာဟ်ပေးထားတဲ့အီလမ်ကြောင့်အလ္လာဟ်ရဲ့ရူးကြောင့်အဲ့တော့အဲ့ဒီရူးရှိလို့အလ္လာဟ်ရဲ့ဒီအီလမ်ကိုလည်းတင်ယူနိုင်တာပေါ့စီးပူးနိုင်တာပေါ့အဲ့တော့အလ္လာဟ်ချီးမြှင့်ထားတဲ့အသေးဆုံးတော့ပထမဦးဆုံးအီလမ်ကိုရထားတဲ့အာဒမ်အလိုင်ဟိဆလမ်ကိုတော့ဖရစ်တာတွေအားလုံးစဂျဒါလုပ်ရတယ်ဆိုရင်အကြီးမြတ်ဆုံးသောအီလမ်ပေးထားတဲ့နဗီတမန်တော်ထံကနေရယူထားတဲ့အီလမ်ပညာအလ္လာဟူအက်ဘာ
ကိုတော်ကမိန့်ချေခဲ့တဲ့ငါဒီအလင်ရဲ့မြို့တော်ဆိုရင်အဲ့ဒီမြို့တော်မှာအာဒမ်လည်းပါပြီးသွားပြီအဲ့ဒီမြို့တော်မှာရှိမယ်ဆိုလို့ရှိရင်အာဒမ်လည်းအဲ့ဒီမြို့တော်ကိုလာလိမ့်မယ်နူးအဲ့ဒီမြို့တော်ကိုလာလိမ့်မယ်အစ္စရာဟိမ်အဲ့ဒီမြို့တော်ကိုလာလိမ့်မယ်တက်တွေကပါလေဒါကြောင့်ကယာမတ်မတိုင်ခင်လာမယ်အီဆာအလိုင်ဟိဆလမ်နဗီလည်းအလင်ရဲ့မြို့တော်ကိုလာမှာဖြစ်တဲ့အတွက်အဲ့ဒီမြို့ရဲ့တကဝဖြစ်တဲ့မောင်လာအလီရဲ့17ပါးမြောက်တားရဲ့အနောက်မှာနမတ်ဖတ်မယ်ဆိုတာကိုဆဟီဘူခါရီကပြောလာတာပေါ့ဒါကိုကျွန်တော်တို့သိရမယ်အလင်ရဲ့မြို့တော်ဒီနဗီတမန်တော်နဘဝတခင်ကျေးဇူးရှင်အဲ့ဒီအလင်ရဲ့တကဝဒီဘယ်လိုလဲအနာမဒီနတုလ်အလ်မေဝအလီယွန်ဘာဘူဟာအဲ့ဒါကြောင့်ဟာဒီစ်ကဆက်ပြီးပါပြောလဲအကျဉ်သူဒီအလင်ကိုစီးပူးလိုခြင်းနဲ့ဆိုလို့ရှိရင်တကားကနေပဲလာမယ်အလင်ကိုလိုခြင်းတကားကနေပဲလာမယ်အဲ့တော့မောလာအလီအလိုင်ဆလမ်ရဲ့တကားကိုမရောက်ပဲနဲ့ဘယ်သူမှအလင်မဖြစ်နိုင်ဘူးဘယ်သူမှအလင်မရနိုင်ဘူးအဲ့တော့ကျမ်းတော်မြတ်ကုရ်အာန်ကတီးတဲ့သူနဲ့မတီးတဲ့သူဟာတူတူမဟုတ်ဘူးဆိုပြီးမိန့်တယ်ကျမ်းတော်မြတ်ကုရ်အာန်ကအလင်ချီးမြှင့်ထားတဲ့သူရဲ့ဒရဂျတ်ဟာအမျက်ဆုံးဆိုတာကိုကျမ်းတော်မြတ်ကုရ်အာန်ကပြောတယ်ဘာကြောင့်လဲشهد الله أنه لا إله إلا هو قائم بالقسط အလ္လာဟူရှင်မြတ်ဒီကျမ်းတော်မြတ်ကုရ်အာန်မှာအကျဉ်းချင်းမိန့်တော်မူပြီးသွားပြီအလင်နဲ့ပတ်သက်ပြီးအလင်ရရှိထားတဲ့သူဟာဘယ်သူလဲဆိုတာအလင်နဲ့ပတ်သက်ပြီးဝမန်အင်ဒဟူအလ်မုလ်ကီတာဘ်အလ္လာကကျမ်းတော်မြတ်ကုရ်အာန်မှာမိန့်တော်မူပြီးသွားပြီအလ်မုလ်ကီတာဘ်ရဲ့ပိုင်ရှင်ဘယ်သူလဲဆိုတာရှိသမျှတက်ဖ်စီအလင်းဖွင့်ဆိုထားတဲ့ကျမ်းတွေအားလုံးကဘာပြောလဲအလ်မုလ်ကီတာဘ်ရဲ့ပိုင်ရှင်ဒီမောလာအလီအလိုင်ဆလမ်တခင်ကြီးဖြစ်တယ်ဆိုတော့ကကျွန်တော် reference ပေးခဲ့တဲ့ကျမ်းမှာကအလာမာယာဆင်ကာဒီက reference တွေအများကြီးကိုအလီဆွန်နတ်ကျမ်းကနေချပြပြီးပြောတယ်ကအလမ်ရဲ့ပိုင်ရှင်ဥတုလ်အလ်ဒရဂျတ်ဝမန်အင်ဒဟူအလ်မုလ်ကီတာဘ်အရာရီဒီမောလာအလီအလိုင်ဆလမ်တခင်ကြီးကိုမိန့်တော်မူတာအဲ့ဒါကိုကျွန်တော်တို့ဗာသိရမလဲဆိုတော့ကောင်းပြီဒါကြောင့်ကျွန်တော်တို့ရဲ့အဗ်ဒူလာအစ်ဘ်အဘာစ်ကနေလည်းရီဝါယတ်ကိုဆင့်ပြန်တယ်ဒုတိယခလီဖာကနေလည်းဘာရီဝါယတ်ကိုဆင့်ပြန်လဲဆိုမက်တဆဘာမုတ်တဆစ်မစ္စလာဖဇလ်အလီမောလာအလီအလိုင်ဆလမ်တခင်ကြီးကဲ့သို့တဲ့ဖဇီလတ်ကိုဘယ်ဒူးမှမပိုင်ဆိုင်ခဲ့ဘူးဘယ်ဒူးမှမရခဲ့ဘူးတဲ့နော်အီမမ်အဟ်မတ်အစ်ဘ်ဟမ်ဘလ်ကဘာပြောလဲဘယ်ဒူးမှအလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုလို့ရှိရင်ဖဇာအီလ်ကိုအလီကဲ့သို့သောဖဇာအီလ်ကိုဘယ်ဒူးမှမပိုင်ဆိုင်ခဲ့ဘူးတဲ့နော်အဲ့ဒီအပြင်ဟဇရတ်အိုင်ရှာအွမ်မူလ်မူမနင်တခင်မကြီးကဗာမိန့်ခဲ့တယ်လေဒါကအလီဆွန်နတ်ရဲ့ကျမ်းကနေကျွန်တော်ပြောနေတာအလမန်နတ်အားလုံးလူသားတွေအားလုံးမှာဒါအလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုရင်လူသားတွေအားလုံးမှာအသက်ဆုံးပညာအရှိဆုံးသောသူဒီကိုတော်ရဲ့ဆွန်နတ်တော်ကိုအတိဆုံးသောသူဒီဘယ်သူလဲမောလာအလီလိုင်ဆလမ်တခင်ကြီးဘယ်သူကပြောနေတယ်လဲမိခင်ဟဇရတ်အိုင်ရှာအွမ်မူလ်မူမနင်ကပြောနေတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတတိယ point ကကျမ်းတော်မြတ်ကုရ်အာန်ကနေကျွန်တော်တင်ပြနေတယ်ကျမ်းတော်မြတ်ကုရ်အာန်ဒီသိတဲ့သူမသိတဲ့သူဒန်းသူမဟုတ်ဘူးကျမ်းတော်မြတ်ကုရ်အာန်ကအလင်ဘရုကိုချီးမြှင့်ထားလေအဲ့ဒီသူကအမျက်ဆုံးကျမ်းတော်မြတ်ကုရ်အာန်မှာဗာမိန့်တော်မူထားတယ်လေဥတုလ်အလ်မဒရဂျတ်ဝမန်အင်ဒဟူအလ်မုလ်ကီတာဘ်အရောအလ္လာဟ်ဘကနေအလ်မုလ်ကီတာဘ်ကျမ်းတစ်ခုလုံးရဲ့ပညာကိုဘရုကိုချီးမြှင့်ထားတယ်လေအဲ့ဒီရဲ့တဖ်စီအလင်းဖွင့်ဆိုတဲ့ကျမ်းတွေအားလုံးမှာဘာကိုမိန့်တော်မူထားလဲဆိုလို့ရှိရင်မောလာအလီလိုင်ဆလမ်တခင်ကြီးဖြစ်တယ်ဆိုဒီအာယတ်တော်ကလည်းဘယ်အချိန်မှာကြခဲ့တယ်လဲကုလ်ကဖာဘီလာဟီရှဟီဒန်ဘိုင်နူဝဘိုင်နကုမမန်အင်ဒဟူအလ်မုလ်ကီတာဘ်အလ္လာဟ်ရဆူလ်ကိုမုရှရကင်းကလာပြီးအလ္လာဟ်ရဆူလ်မဟုတ်ပါဘူးလို့ပြောတဲ့အခါမှာအလ္လာဟ်ရှင်မြတ်ကမိန့်တော်မူတယ်ကအတင်ပြောကြပါလေရီဆာလတ်ရဲ့ဂဝါဟီတတ်တေပေးဖို့အတွက်အလ္လာဟ်ဖူလုံတယ်အဲ့ဒီအတိုင်းအလ်မုလ်ကီတာဘ်ရဲ့ပိုင်ရှင်မောလာအလီလိုင်ဆလမ်တခင်ကြီးနှစ်ပါးဖူလုံတဲ့အတင်းကိုဂဝါဟီပေးဖို့အတွက်အလ္လာဟူအက်ဘာဆိုတော့အလမ်ကလည်းဘရူထက်ကနေယူခဲ့တာလေအလ္လာဟူရှင်မြတ်ချီးမြှင့်လိုက်တဲ့အလမ်ရထားတဲ့ပိုင်ရှင်နဗီတမန်တော်ရဲ့နူရ်တဘာဒီဖြစ်တဲ့ကိုရောရဲ့နှုတ်တော်မင်္ဂလာရင်ခွင်ရောဂ
Gega Ilimye Nurgo Paisangera Maula Ali Islam Takenji, Dajau Kriam, Sai Siaga Bayid Lesro, Ba Anyim Pazia Shidle, Kodo Pidwine, Amia Som Baru Lesura, Kodo Pidwine, Baru Gown Lesura, go Bama Anyim Pazia, Mashiu, Bajan Leso in Kodo Jingwengane Bio Sagera Maula Ali. Aro Maula Ali Yingwema Songere Kodo. Aro Ari Napa Nur Taku Dega Napalong Ha Maula Sagere Kodo Yingwenga Kodo Tokwagere Maula Yingwenga Ari Yingwen Nakugo Chibio Sompialo Mayabula Gadiria Hadith Day Hadith Bound Town Chow Town on Tempiazia Malo the Korean Pinya Shinjiga Pionira Korean Pinya Shinjiga Pionira Aro Channel Sinza Chiamaga Chanom Yakurama Yao Myazwado Elimne Patate Ayet Tori Shide General Lelachi, the young Hazrat Musa alayhi salam atwako Hazrat Musa tu kalama nabi amya song atta song lo no tila tenwa solo alaga Hazrat Khizr alayhi salam ko lup pe lai de Hazrat Khizr alayhi salam ya chaung na pyan phit twa de Hazrat Musa alayhi salam aro Musa alayhi salam di kalimullah le phit de sahib shariyat phit de ulul azm nabi phit de Adilo Jimyate Nabi Dauma, now Nabi Dabaye, Chauna Pite solution, Senachi like. Aro Nabi Gane be your thing you win yare, do ye ya. Nabi Yingwingane thing you be yagere ya. Nabi ye Nuri go pint hare, Towa Nur go pint hare, Take ya. Nabi ye no to Mubaraka, Darego, Tautare, do ye yada. Tajam Kuroga Bamainum let Ale Elisunal will Jamaja Chanega Yali Anta Minni Wana Minho Lehmuka Lehmi Damuka Dami a thing twing I twin lupion. Not twin a thing twin on your a thing twing I twin a thing a tang I at a bajan at a body pillow. Not twile a thing a twilling I twin a thing a tarding I at a Aro Bajam Kudo Mingle, Zahiri Male, Kudoga Ari Hago, Yolong Popia like that. Ari Apien, Nambain Sayagale, Nur Takude, Surago Popia like Nur Betu, Kanako Matu Wusure, Jeha Let Zagari, Pioma Soloyali, attending Ngama, Ngadi, Atema. Atin Twedi Naya Twe, Atin Tadi Naya Ta, Atin Ru, Winning Naya Ru Winye, Atin Nafsti Naya Nafs. Atena ngadi dunia go akhirat mago Niko pite atena ngadi dunia go akhirat mago Allah Akbar di ummat ya pake pite yali ana wa anta abwa hazihil umma atena ngadi jannat male ainina jen pite jannat kule pakong ni zwane weme duna u pite atena ngaye shajara di Shajare Tayebaga ni takude ro shajara pite atena ngadi bero akama ma dunia takulo me rishta Corona sat hare ristari, get out dame, Athene Nanga, Alibeja rista, Kayamat, Pidwa, and let Timianime. Arab Rumengele, Elisunat Janegan, Temjanita. Kuroga main trigger. Aro, Fuzzy let Afzal loop your adi, Nambatit Dalil di, Ilimye Dagawa, Allah Shimya ye, Chimian Tare, Ilimye Panshin. Amnya Sondo Nabi Taman Rogani, thing you tare pinya. Amnya Sondo Nabi Taman Rogani, Kupion Pigere pinya. Pinya ye Dagawag so the Pansai Mugo Yagere Take. Pinya ye Dagawa Pite at work. Shishi Damya Umul Mominin ye Zaga. Khalif Kolafari ye Zaga. Bajanle, Ilim Ashizon Pite at work. Tutia Khalifa Kimma. Be a chama Dutia Khalifaga, Laula Aliyun Lahlakal Umar Lupiogia, Bajam Piogia. Dutia Khalifa ye, Letama. Daga Eli Sunnat will Jamaat ye chance, so the Gachano Piagere reference Madi, Johnny Colon, Babida. Aro, Bakisa Taku Pickle solution, Limne Mia, a noun pubi, Chaula Mabe, two Mayma Zania, Chaula Navy Kale Muelite. Muelite or Dutia Khalifa ye, Letama, Khalifa Tangu Labi or complaint that. Now Zubillah means Alik Mazalla, ko Zanid or go, doubt Pipi or Chaulane Kalim Wiamala Sobio.
အပြစ်လောက်ထားလို့ဘာလို့နဲ့ complaint တက်ပြီးတော့လက်ညှိုးထိုးပြီးတော့ရောက်ရှိလာတော့ဒုတိယခလီဖာကလည်းအမိန့်ပေးလိုက်တဲ့သူကိုဒါကကျမ်းတော်မြတ်ကုရ်အာန်ရဲ့အတိုင်းစီရင်ရမယ်ဆန်ဆာလို့ခေါ်တဲ့အဲ့ဒီခေတ်ကာလမှာအားလုံးမြေမှာမြုပ်ပြီးတော့ခေါင်းတစ်ဝက်ပါဖော်ပြီးတော့ဂဲနဲ့ပေါက်တဲ့အပြစ်အနိသူတေးတန်ဆိုတော့အဲ့ဒီလိုစီရင်ချက်ချလိုက်တဲ့အခါမှာမောလာအလီအလိုင်ဆလမ်အလင်မြတ်တကွာဝအလ္လာဟ်ဘက်ကနေမောလာကိုဒီတောက်ဖီကိုပေးလိုက်တဲ့ကေဟက်ဒါမဟုတ်တဲ့သူရဲ့အသက်တစ်ချောင်းမပါသွားအောင်မောလာပြင်ထွက်လာတဲ့အခါဒီလိုဟိုးလေးတကြောကြားရတယ်တိလာတဲ့အခါမောလာရှိတရင်ရောက်လာတော့မောလာရောက်လာပြီးတော့ချက်ချင်းပြောလိုက်တယ်အတင်အဲ့ဒီရဲ့အပြစ်ပေးပိုင်ခွင့်ကိုမရှိဘူးအလ္လာဟူအက်ဘာယာလီဘာကြောင့်လဲနားထောင်လဲတိတယ်အလီအမျက်ဆုံးကျွန်တော်စောစောကပြောပြီးပြီဒုနီယာဒုတိယခလီဖာရဲ့စကားပါလဲဘယ်ဒူးမအလီလိုဖဇီလတ်ကိုမရခဲ့ဘူးအလီလိုဖဇူလတ်ကိုမပိုင်ဆိုင်ခဲ့ဘူးအီမမ်အဟ်မက်အစ်ဘ်ဟမ်ဘလ်ကလည်းပြောတယ်ဘယ်ဒူးမအလီရထားတယ်လို့ဖဇီလတ်ကိုမရထားဘူးအီလမ်လိုမရထားဘူးအူမူလ်မုမင်ဘာပြောလဲအလ္လာဟ်ရဆူလ်ပြီးွားရင်အမျက်ဆုံးအလ္လာဟ်ဆွန်နတ်ကိုတည်တဲ့သူဘာလို့လဲမောလာအလီလိုင်စလမ်တကယ်အလမန်နာဆိုတဲ့စလုံးနဲ့ပါပြောထားတာအလမန်နာစ်အဲ့တော့ nas မှာဘယ်သူတွေပါလဲဆိုတာကိုယ့်အကိုတွက်ကြည့်လိုက်ဘယ်သူတွေ nas တဲ့မှာပါလဲဆိုတာအဲ့တော့ထွက်လာပြီးအလီတားလိုက်တဲ့အခါမှာတတိတရားဖြစ်ပြီးတော့တတိရပြီးတော့ဟာဘာကြောင့်လဲယာလီဘာကြောင့်လဲချက်ချင်းနာခံလိုက်တဲ့အမိန့်ကိုရက်ခိုင်းလိုက်တဲ့သို့တော့တိအောင်လို့အလီထံကပညာကိုစီးပူးဖို့ယာလီဘာကြောင့်တားလိုက်ရတာလဲဘာကြောင့်ဒီဥစ္စာကမှားတယ်လို့ပြောရလဲစီရင်ချက်မှားတယ်လို့ပြောရတယ်ဆိုတော့အလ္လာဟ်ရဲ့ဝလီရဆူလ်ရဲ့ဝစီဟာဘာမိတ်နဲ့ကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်ရှင်မြတ်တီ6လနဲ့ခလေးမွေးနိုင်တယ်ဆိုတာကပါပြီးသားအလ္လာဟူအက်ဘာဆိုတော့ယာလီမတိပါလားဘယ်အာယတ်မှာလဲဆိုတော့မောလာအလီလိုင်စလမ်တခင်ကြီးအာယတ်တော်ကိုဖတ်ပြတယ်ဖတ်ပြတဲ့အာယတ်တော်မှာခလေးရဲ့နိုးတိုက်နှစ်နှစ်နဲ့မိခင်ဒရေတာတဲမဲ့အချိန်ကာလပေါင်းပြီးလာပေါင်း30ဆိုတာကိုအလ္လာဟ်ရှင်မြတ်ကအာယတ်တစ်ခုမှာဖော်ပြတယ်လာပေါင်း30နိုးတိုက်နှစ်နဲ့ခလေးဖွားနိုင်တဲ့လအရေးအတွက်ပေါင်းပြီး30နောက်အာယတ်တစ်ခုမှာအလ္လာဟ်ရဲ့ကလာမှာဗာမိန့်ထားလဲဆိုရင်ခလေးရဲ့နိုးတိုက်နှစ်မိခင်ဒီခလေးကိုနိုးတိုက်နှစ်ကဘယ်နှစ်လဲ2နှစ်တာကာလဖြစ်တယ်ဆိုလာပေါင်း30မှာ24လကိုနှုတ်လိုက်မယ်ဆိုရင်ဘယ်နှလကြံမလဲ6လကြံမယ်အဲ့တော့6လနဲ့လဲဖွားတော်မူနိုင်တယ်ဒါအလ္လာဟ်ရဲ့ကလာမ်အီမာမ်ဟူဆိုင်အလိုင်ဆလမ်ဖွားတော်မူခဲ့တဲ့6လနဲ့ဟဇရတ်ခဒီဂျာဆလာမူလာအလိုင်ဟာရီဝါယတ်အဆိုရ9လနဲ့တောင်ဒုနီယာလောကမှာခြေချခဲ့တယ်အလ္လာဟူအက်ဘာဆိုတော့6လနဲ့လဲဖွားတော်မူနိုင်တယ်ဆိုတာကအလ္လာဟ်ရဲ့ကလာမ်အရာတိလိုက်ရတယ်နော်โอเคအဲ့တော့6လမဖြစ်နိုင်ဘူးဆိုတဲ့သုံးဖြတ်ချက်နဲ့အလ္လာဟ်ရဲ့ကလာမ်ကိုစန့်ကျင်တယ်လို့ဖြစ်သွားမှာဆိုလို့အလ္လာဟ်ရဲ့ကလာမ်ဒါကြောင့်ကျမ်းတော်မြတ်ကုရ်အာန်ဒီအလီနဲ့အတူရှိတယ်အလ်ကုရ်အာနူမာအလီယင်ဝအလီယွန်မာအလ်ကုရ်အာန်ဆိုတာကိုအလ္လာဟ်ရဆူလ်ကမိန့်ခဲ့တာပေါ့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့နုကတာအရာဘကလာမ်ဝတ်စလုံးဝဟာရာအားလုံးဘိုင်ဘစ်မီလာကနေနာစ်ရဲ့စင်အတီနှလုံးမှာအီလမ်ကိုရထားလို့ဦးတုလ်အီလ်မာဒရဂျတ်ဝမန်အင်ဒဟူအီလ်မုလ်ကီတာဘ်ရဲ့ကျမ်းပိုင်ရှင်ကီတာဘ်ရဲ့အီလမ်ရဲ့ပိုင်ရှင်လို့ပြောထားတာပေါ့အီလမ်ရဲ့တကဝါလို့ပြောထားတာပေါ့အီလမ်ရှိတဲ့သူနဲ့အီလမ်မရှိတဲ့သူတန်းတူလားအဲ့ဒီအခါမှာမောလာအလီရဲ့စီရင်ချက်ကိုနားထောင်ပြီးဒုတိယခလီဖာကဗာမိန့်ခဲ့တယ်လေမောလာအလီအလိုင်စလမ်တခင်ကြီးဒီကဇာဝတ်မှာလဲထိတ်ဆုံးမှာအလ္လာဟူအက်ဘာအဒါလတ်မှာထိတ်ဆုံးမှာဒါကဒုတိယခလီဖာကလည်းမိန့်ခဲ့လို့ဒါကဟာဒီစ်အရာအလ္လာဟ်ရဆူလ်ကလည်းမိန့်ခဲ့တယ်ယာအလီအကယ်၍အတင်ဘဒူလဲလို့အတင်ကိုလာမြောက်မေးမြန်းမယ်ဆိုရင်အတင်ဖြေပါတာမန်အားဖြင့်လူတယောက်ကအတင်ဘဒူလဲတိကျင်လို့လာမေးတယ်ဆိုရင်အတင်ကမိတ်ဆက်လိုက်ငါဘဒူလဲဆိုရင်တဲ့ပထမဦးဆုံးအလ္လာဟ်ရဲ့ဒီနဲ့အစ္စလာမ်ကိုယူလာတဲ့သူအတင်ဖြေပါတဲ့ဒါကြောင့်မောလာအလီဘာမိန့်ခဲ့တယ်လေအစ္စလာမ်မကြေညာခင်အလျင်ကိုတော့ရဲ့အနောက်မှာနမတ်ငါဟုအလီဖတ်ခဲ့တဲ့အချိန်မှာဒီသူတွေဘာမှလဲတယောက်မှအနားမှာမရှိဘူး3ယောက်နဲ့ဂျမာတ်ဖတ်ခဲ့တာနမတ်ဂျမာတ်ဖ
ပထမဦးဆုံးနမာဇီဂျမာ3ယောက်နဲ့ဖက်ခဲ့တယ်ဘေဆက်မတိုင်ခင်အလျင်အစ္စလာမ်မကျင်ညာခင်အလျင်ကိုတော့ရဲ့အနောက်မှာရပ်ပြီးတော့နမတ်ပတ်ခဲ့တယ်မောလာအလီဟဇရတ်ခတီဂျာဆလာမူလာအလိုင်ဟာတခင်မာကြီးအဲ့ဒီနမတ်3ဦးဖတ်နေတာကိုကုဖာရဲ့ရန်ကနေစောင့်ပေးခဲ့တာအဘူတာလစ်အလိုင်ဆလမ်မူဟာဖီဇီနမတ်အဲ့တော့ကျွန်တော်တို့တိထားမှာကဘာလဲဆိုလို့ရှိရင်ကဇာဝတ်မှာတရားစီရင်တဲ့နေရာမှာလဲထိတ်ဆုံးမှာအလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုရင်အမျက်ဆုံးအဒါလတ်မှာလဲထိတ်ဆုံးမှာညတာမှုတရားမျှတမှုနေရာမှာလဲအဲ့ဒါကြောင့်အလ္လာဟ်ရဆူလ်ကပေးတယ်အဒါလတ်မှာအတင်းကိုဘယ်သူမှမမေ့ဘူးအတင်းဒီအမျက်ဆုံးတော်သူဖြစ်တယ်အလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုလို့ရှိရင်ကဇာဝတ်မှာအတင်းကိုဘယ်သူမှမမေ့ဘူးအတင်းရဲ့ဒရဂျာကိုတဲ့အလ္လာဟ်ကအမြင့်ဆုံးနေရာမှာထားရတယ်ဆိုတာကိုပြောပြလိုက်တဲ့အလ္လာဟူအက္ဘာအဲ့တော့ကျွန်တော်တို့သိရမှာကမောလာအလီလိုင်စလမ်တခင်ကြီးရဲ့အဖဇလီယတ်အလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုရင်အားလုံးထက်တာတယ်မြတ်တယ်လို့ပြောတာကျွန်တော်တဘောနဲ့ကျွန်တော်ပြောနေတာမဟုတ်ဘူးရှီအာမဟုတ်လို့လာပြီးပြောနေတာမဟုတ်ဘူးဒီဟာဒီကျွန်တော်မိသားစုအကြောင်းပြောနေတာမဟုတ်ဘူးအလ္လာဟ်ကရွေးချယ်ထားတဲ့မိသားစုအလ္လာဟ်ရဲ့အချစ်ဆုံးနဗီရဲ့အချစ်ဆုံးသောမိသားစုအကြောင်းကျမ်းတော်မြတ်ကုရ်အာန်မှာသူတို့ရဲ့အချစ်ကိုဝါဂျစ်လို့သတ်မှတ်ထားတဲ့အလ္လာဟ်ဘက်ကအမိန့်ပေးထားတဲ့ဖရတ်ဆိုတဲ့သူတွေရဲ့အကြောင်းရှဂျရာရဲ့တယဘာရဲ့အကြောင်းဒုနီယာရောအာခရတ်မှာရောဂျန်နတ်ရဲ့ဥဆောင်တခင်တွေရဲ့အကြောင်းဖဇီလတ်ကိုဒုနီယာကနေအာနာနဲ့ငွေနဲ့ဝယ်ယူထားတဲ့သူတွေရဲ့အကြောင်းမဟုတ်ဘူးချီးမြှင့်ထားတာအလ္လာဟ်ကချီးမြှင့်ထားတဲ့သူတွေရဲ့အကြောင်းကိုပြောနေတာဒါကြောင့်အလောရှင်မြတ်ကတိလို့ပဲမိန်တော်မူတယ်အမ်ယာဆူဒူနန်နာစ်အလာမာအာတာဟူမူလာဟူမင်ဖဇလီငါကမိမိရဲ့ဖဇလ်နဲ့ချီးမြှင့်ထားတဲ့သူတွေပေါ်မှာအတင်တို့ဟာဟဆတ်ထားကြမလားမနာလို့ထားဝန်တုံမှုလောက်ကြသလားဆိုတာအလ္လာဟ်ကမေးထားတယ်ယနေ့ဘာကြောင့်မောလာအလီအကြောင်းကြားပြီးဆိုရင်တီကောင်စားပတ်တယ်လို့တွန့်သွားတယ်လေမျက်နာဘာကြောင့်ပြတ်သွားတယ်လေဘာကြောင့်လဲရှဂျရာယေခဘီဆာနဲ့ຫນွယ်နေတဲ့အတွက်ရှဂျရာယေမလ်အူနာနဲ့ຫນွယ်နေတဲ့အတွက်ဒါလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအလ္လာဟ်ကကျမ်းတော်မြတ်ကုရ်အာန်မှာရှဂျရာယေတယဘာအကြောင်းပြောထားတယ်ရှဂျရာယေတယဘာရဲ့ထွန်းမြတ်မှုကိုပြောထားတယ်ရှဂျရာယေတယဘာကိုလက်ခံရမယ်ဆိုတာပြောထားတယ်အလ္လာဟ်ရဆူလ်ကအကြိမ်ကြိမ်မိန့်ခဲ့တယ်ကျမ်းတော်မြတ်ကုရ်အာန်နဲ့အယ်လ်ဘတ်ကိုလက်ခံရမယ်ဆိုတာကိုမိန့်ခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအယ်လ်ဘတ်အကြောင်းပြောနေတာပေါ့ကုရ်အာန်နဲ့အယ်လ်ဘတ်အကြောင်းပြောနေတာပေါ့အဲ့တော့ကျွန်တော်တို့ဒီစောစောကပြောပြီးပြီအဖဇလ်ဖြစ်တဲ့အတွက်ကျန်တဲ့သူတွေကိုနှိမ့်ချနေတာတခုမှမပါဘူးကျန်တဲ့သူတွေရဲ့နှုတ်တော်ကနေပြောထားတဲ့စကားကိုပါပြောပြနေတာရှင်းပြနေတာအဲ့တော့ဦးကမပူဆလောင်းကပူပြီးကျွန်တော်တို့ကကိုယ့်ဟာနဲ့ကိုယ်အဂျမာဆိုတာကိုယူလာပြီးစီနီယာဆိုတာကိုယူလာပြီးအသက်အကြီးဆုံးဆိုတာကိုယူလာဒါတွေအားလုံးကကျမ်းတော်မြတ်ကုရ်အာန်မှာတခုမှဖဇီလတ်ဆိုတဲ့အရာမပါဘူးဒါတွေကဖဇီလတ်ကိုမဟုတ်ဘူးလူတွေအားလုံးအတွက်ဖဇီလတ်ဆိုပြီးတော့မပြိုင်အောင်လို့အလ္လာဟ်ကဘယ်ဟာကဖဇီလတ်လဲဆိုရင်ယာအယွန်နာစ်လူသားတွေအတွက်ဖဇီလတ်ပါလဲအင်နာအကရမကုမ်အင်ဒလာဟီအတ်ကာကုမ်အတင်လို့ဂျာမှာအမျက်ဆုံးဘယ်လိုလဲဆိုရင်တကွာအရှိဆုံးသောသူဒီအမျက်ဆုံးဖြစ်တယ်အဲ့ဒါကြောင့်ကိုတော်ကမေရာဂျ်ခရီးသွားတဲ့အခါမှာပြန်ရောက်လာတော့အလ္လာဟ်ရဆူလ်ကအားလုံးကိုမိန့်တယ်မေရာဂျ်ခရီးမှာအလ္လာဟ်ရှင်မြတ်ဒီငါကိုတော်မြတ်ကိုမြောက်များစွာတော့အားလုံးဒါကြားပြီးသွားပြီဂျန်နတ်အကြောင်းဂျဟန်နမ်အကြောင်းအစသောအကြောင်းတွေနမတ်အကြောင်းတွေအကုန်ပါလာတဲ့အပြင်မောလာအလီအလိုင်စလမ်တခင်ကြီးနဲ့ပတ်သက်ပြီး၃ခုတော့အရာကိုမိန့်ခဲ့တယ်တဲ့ကျွန်တော်ဘယ်ကပြောနေရလဲစောစောကအလ္လာမာမုဖတီယာဆင်းကာဒရီရေးထားတဲ့ကျမ်းကနေပြောနေတာအဖဇလီယတ်အီမမ်အလီအဲ့တော့အဲ့ဒီကျမ်းမှာဗာရေးထားလဲ၃ခုတော့အရာအလ္လာဟ်ရဆူလ်ကနေပြီးတော့မိန့်ခဲ့တယ်နံပါတ်1အလီအလိုင်ဟိစလမ်ဒီအီမာမုလ်မုတ္တကင်အပေါင်းတို့ရဲ့အီမမ်အလ္လာဟ်ကလူသားတွေကြားမှာတကွာအရှိဆုံးတို့သူကအမျက်ဆုံးဖြစ်တယ်အဲ့တော့မုတ္တကင်ရဲ့အီမမ်ဆိုရင်အဲ့ဒီမုတ္တကင်တကွာအရှိဆုံးသောသူတွေဒါအမျက်ဆုံးဆိုရင်အဲ့ဒီအမျက်ဆုံးသောသူတွေရဲ့ဥဆောင်အီမမ်ဘရူလဲဆိုရင်ဒါမောလာအလီအလိုင်စလမ်တခင်ကြီးအလ္လာဟူအက္ဘာ
qaidul gurril muhajjalin နူးရောင်ချီမျက်နာတော်တွေမှာပိုင်ထားတဲ့သူတွေအားလုံးရဲ့ခေါင်းဆောင်အလ္လာဟူအက်ဘာအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာအဲ့တော့ကျွန်တော်တို့ဒါကကျွန်တော်ရှီယာကျမ်းတရားမှမကင်သေးဘူးကျွန်တော်ရှီယာကျမ်းကနေပြောနေတာမဟုတ်ဘူးအဲ့တော့တိရမှာကဘာလဲအလီဆွန်နတ်ဝလ်ဂျမာအတ်ရဲ့ဒိတ်ကျဲပညာရှင်ကြီးနှစ်ပါးရဲ့ debate လဲ YouTube channel မှာရှိတယ်တစ်ဖက်ကဒီယိုဘန်ဘရေဝလီရဲ့အာလင်မုဖတီအိုဝေးစ်တစ်ဖက်ကကျွန်တော်တို့ရဲ့ညီနောင်များဖြစ်တဲ့တရီကာဝင်တွေရဲ့ဒိတ်ကျဲပညာရှင်ကြီးအလာမာယာဆင်ကာဒရီဆပ်အဲ့တော့သူတို့နှစ်ယောက်ရဲ့ debate မှာကိုကကျွန်တော်စောစောကနေတန်းမှာခြီလာပြီးသွားပြီ။ဘာကြောင့်တစ်ဖက်ကသူရှုံးသွားလဲ။ဘာကြောင့်လဲဆိုရင်စောစောကအခုလိုကျမ်းတော်မြတ်ကုရ်အာန်နဲ့သူ့ရဲ့ကျမ်းမှာသူရေးထားတဲ့တတ်တဲ့အထောက်အထားဟာဒီစ်အမှန်နှစ်ခုကိုချပြပေးတယ်။တစ်ဖက်ကအဂျမာဆိုတဲ့လူကြီးတွေရဲ့စကားငါတို့ရဲ့အကီဒါလူကြီးတွေရဲ့စကားပါဆိုပြီးပြောပြီးတော့ချပေးတယ်။အဲ့တော့ဘာကြောင့်အလ္လာဟ်ရဆူလ်က82ဂိုင်းဂျန်နမ်မှာတွားမလဲဆိုတာကိုမိန့်ခဲ့တယ်လေကျွန်တော်တို့ကိုကျမ်းမြတ်ကုရ်အာန်ကန်ခိုင်းတာလေအားလုံးကတော့ကိုစီငါဂိုင်းကိုပြောလားငါဂိုင်းကိုပြောလားငါဂိုင်းကိုပြောလားဒါပေမဲ့ကျမ်းတော်မြတ်ကုရ်အာန်ကိုဘယ်သူကန်ပြီးပြောလဲဂိုင်းကိုစကားပြောမှလားကျမ်းတော်မြတ်ကုရ်အာန်ကိုပြောကျွန်တော်ရှီယာဂျန်နတ်တွားမယ်ကျွန်တော်ကိုကျွန်တော်မပြောဘူးကျမ်းတော်မြတ်ကုရ်အာန်ကိုလက်မကန်ထားတဲ့အဟ်လုလ်ဘိုက်ရဲ့လမ်းစဉ်ကိုကျွန်တော်မလိုက်နိုင်တဲ့ကျွန်တော်ကိုရှီယာတော့ပြောလို့မရဘူးကျွန်တော်မိုဟစ်ပဲပြောမှာ။ဘာကြောင့်လဲအဲ့ဒီခေတ်ကာလမှာအလ္လာဟ်ရဆူလ်ပြောခဲ့တဲ့ရှီယာတွေရဲ့မျက်နှာတော်မှာပိုင်ဆိုင်ထားတဲ့ဒီနူရ်တွေဒီအလင်တွေကျွန်တော်တို့မှလည်းမရှိဘူး။အမှန်တရားပဲအမှန်တရားကိုကျွန်တော်အမှန်တရားချပြပေးရတယ်။အဲ့တော့ဆိုတော့ကကျွန်တော်ပြောထားပြီးကျွန်တော်တို့ရဲ့အီဘာဒတ်နဲ့နာကစ်ကျွန်တော်တို့ရဲ့အကလ်နာကစ်အလင်နာကစ်အခုတစ်ခုပြောတယ်နောက်တစ်ခုကျွန်တော်မေ့သွားမယ်မနက်ဖြန်ကျွန်တော်တို့ရဲ့အီဘာဒတ်မှာလာရက်တာနဲ့ဒုနီယာကိုကျွန်တော်တရိယာအလ္လာဟ်ကိုကျွန်တော်မေ့သွားမယ်အီဘာဒတ်မှာတော့ရက်တယ်ထိုင်လိုက်ထားလိုက်လုပ်တယ်ဒါပေမဲ့အလ္လာဟ်နဲ့ဆက်နွယ်မှုမှာအားနည်းနေတယ်အဲ့တော့ကျွန်တော်တို့အဟ်လ်ဘက်တာမရှိဘူးကုရ်အာန်ကလက်မကင်ထားဘူးဆိုရင်ကျွန်တော်တို့ကိုဂျန်နတ်ရဲ့ခေါင်းဆောင်တွေကိုလက်မကင်ဂျန်နတ်ထဲကျွန်တော်ဘယ်လိုဝင်နိုင်မလဲအဲ့ဒါကြောင့်အလ္လာဟ်ရဆူလ်ကကျွန်တော်တို့အတွက်ကိုအလောရှင်မြတ်ကရဟမာနူရဟီမ်ဖြစ်တဲ့ပုံမှာလွယ်ကူချောမောအောင်ချပေးခဲ့တာပေါ့အဲ့တော့ဇရုဒ္ဒ point အနေနဲ့နောက်တစ်ခုခြီးပြီးပြောရမယ်ဆိုလို့ရှိရင်အမျက်ဆုံးကဘရူလဲအစ်ဘ်နေအဘ္ဘာစ်နဲ့နောက်တဦးဆာဟာဘာဒိတ်ကျဲတလဟာဆိုတဲ့ဆာဟာဘာနှစ်ဦးဟာသူတို့အချင်းချင်းဒါကိုတော့ရဲ့မျိုးနွယ်တွေကခန္ဒန်တွေကနှစ်ဦးကဘာပြောလဲဆိုတဦးကဘာပြောလဲငါဒီပုံမြက်တယ်မော်လာအလီလည်းအနားမှာရှိတယ်ငါကဘာကြောင့်ပုံမြက်လဲဆိုရင်ဟဂျ်ယာဒီမှာဟာဂျီတွေကိုရေတိုက်ပေးလို့အစ်ဘ်နေအဘ္ဘာစ်ကပြောတာကြကြတွေပဲကိုတော့ရဲ့ကြကြပဲနောက်တဦးဆာဟာဘာကလည်းဘာပြောလဲငါကပုံမြက်တယ်ဘာကြောင့်လဲဆိုရင်လေဘိုက်တူလာကိုပြုပြင်မွမ်းမံတဲ့နေရာမှာငါကပါဝင်ခဲ့တဲ့အတွက်ဆိုတော့မော်လာအလီအလိုင်စလမ်တခင်ကြီးကဘာပြောတယ်လဲဆိုတော့နှစ်ဦးလုံးကိုအတင်တို့နှစ်ဦးလုံးကိုဒါဇူလ်ဖီကာနဲ့ကလမာတင်ပေးခဲ့တဲ့သူကပို့ပြီးမြတ်တယ်တဲ့အလ္လာဟူအက်ဘာအလဇမတုလ illah ဒီဟာဒီကျွန်တော်ပြောနေတာဒီကိုချန်တဲ့ကမဟုတ်ဘူးကျွန်တော်ထပ်မှန်ပြီးအချိန်ချင်းပြောနေတာအကြောင်းရှိလို့ပြောနေတာအဲ့တော့ဒီစောစောကပါတဲ့ဂျာမာအာယတ်တော်လဲပါတဲ့ reference နဲ့အတူအဲ့ဒီအတိုင်းပဲတစ်ခုကျွန်တော်ကြည့်ပြောရင်ကြာနေမှာဆိုလို့ချိန်လဲအခုတော့တော်တော်ကြာနေပြီဖြည်းဖြည်းပြောပြနေရတာဖြစ်တဲ့အတွက်ကျွန်တော်အာယတ်တော်မဖတ်တော့တာဒါပေမဲ့အာယတ်တော်ရဲ့ reference နဲ့အတွင်းထဲမှာရှိတယ် hadith လည်းရှိတယ်အဲ့ဒီရဲ့အကြောင်းလည်းရှိတယ်အဲ့ဒီအခါမှာဒီစကားပြောလိုက်တော့တော်တော်လေးခါတီးသွားတယ်တဲ့အခါကျတော့အမျိုးလည်းဖြစ်နေတယ်ဆွေမျိုးလည်းဖြစ်နေတယ်လာသွားမယ်ဒါဆိုအလ္လာဟ်ရဆူလ်ကိုမေးမယ်ဘယ်သူမြတ်တယ်လဲဆိုတာအလ္လာဟ်ရဆူလ်ထံကိုရောက်လာပြီးတော့အဲ့ဒီအကြောင်းကိုပြန်ပြောတယ်အစ်ဘ်နေဘတ်ကကျွန်တော်ကဒါပြောတယ်နောက်တဦးဆာဘာကဒါပြောတယ်ဆိုတော့မော်လာအလီကအဖြေပေးတယ်အလ္လာဟ်လမ်းမှာရှေ့တန်းထွက်ပြီးတော့တိုက်ပြီးတော့ဇူလ်ဖီကာအလ္လာဟ်ရဲ့ဓာတ်တော်နဲ့ကလမာတင်ပေးခဲ့တဲ့သူကပုံမြတ်တယ်ဆိုပြီးပြောတယ်ဆိုတော့အလ္လာဟ်ရဆူလ်ကအဖြေမပေးဘူးဘာကြောင့်လဲမာယန်တေကိုအနီလ်ဟဝါအင်ဟဝါအီလာဝါဟင်ယူအာယတ်တော်ကြလာတယ်အတင်းတို့ဘာပြောနေတာလဲကာဘာမှာရေတိုက်တဲ့သူလည်းမမြတ်ဘူးအာယတ်
ကာဘာဝတ်ကြောင်းတော်မှာရေလာတိုက်နေတဲ့သူလည်းမမြတ်ဘူးအဲ့ဒီအတိုင်းပဲကာဘာကိုမုံမန်နဲ့ထိမ့်ထိမ့်နဲ့စောင်းရှောက်တဲ့ပြောတဲ့သူလည်းပုံမမြတ်ဘူးဘာလို့မြတ်လဲဆိုရင်တဲ့ဝဂျာဟီဒူဖီဆဘီလလာဟီအန်ဖူစိမ်ဝအမဝါလီမိမိရဲ့ဥစ္စာနဲ့တော့၎င်းမိမိရဲ့အသက်ကိုဇဒေးပြီးတော့၎င်းအလ္လာဟ်လမ်းမှာခြေတန်းထွက်ပြီးတိုက်ခဲ့တဲ့သူရဲ့ဒရဂျာကအာဇမ်ဒရဂျာအမျက်ဆုံးတော့ပြီးတော့အာဇမ်လို့ပြောတယ်အဖဇလ်ထက်တော့ပိုကြီးသွားပြီအလ္လာဟူအက်ဘာအရီအာယတ်တော်ကိုလည်းဖတ်လိုက်တဲ့အခါနှစ်ဦးလုံးဟာခေါင်းစိုက်သွားတယ်ယနေ့ဝဟာဘီယတ်ဆလဖီယတ်မောလာရဲ့ဖဇိုင်ချာပြီးခေါင်းဘလို့စိုက်သွားတယ်လေမြေပေါ်မှာအဲ့ဒီအတိုင်းစိုက်သွားတယ်ယနေ့ခေတ်ကာလရဲ့အကိုကျွန်တော်တို့သိအောင်မြင်အောင်ပြောတာဒါပေမဲ့အဲ့ဒီခေတ်ကာလမှာရှိခဲ့တဲ့ဒါကဒိဋ္ဌိကျဆာဟာဘာကြီးတွေအမျိုးတွေဖြစ်တဲ့တို့တော့ဒီအငင်းပွားမှုကိုလည်းအလ္လာဟ်ကအဖြေပေးလိုက်တယ်အဖြေပေးလိုက်တော့ဘာမှပြောလို့မရတော့ဒါအာယတ်လေကိုတော်ကအဖြေပေးရင်ပြောမယ်ကိုတော်ကမောင်လာအလီကိုအရန်ချစ်ပြီးတော့တမတ်မို့လို့ညီကိုမှုတ်လို့နေရာပေးပြီးတော့ဆိုတာဖြစ်မှာဆိုလို့ကိုတော်ကမာယန်တေကိုအနိလ်ဟဝါအင်ဟူဝါအလ္လာဝါဟင်ယူဟာဆိုတော့တိယမှာအလ္လာဒီရဲ့ရဆူဒီဝဟီမအပအခြားဘာမှမပြောဘူးအဲ့တော့ဝဟီကြားတဲ့အခါခေါင်းငုတ်သွားပြီဒါကအမှန်တရားလေအမှန်တရားရှိမှခေါင်းငုတ်ရဲမှတာလေအမှန်ဖြစ်မှာပေါ့သို့တော့အဲ့ဒါကိုသိရမယ်ဒါကြောင့်အလ္လာဟ်ရဆူလ်ကဘာထပ်ပြီးမိန့်တော်မူလဲဒုနီယာတလောကလုံးတရားတည်တယ်အစ္စလာမ်တစ်ခုလုံးဒီဘီဘီခတီဂျာရဲ့ဥစ္စာနဲ့အလီရဲ့ဓာကြောင့်ဆိုတာကိုအလ္လာဟူအက်ဘာဘဒရကိုကြည့်မလားအလ္လာဟူအက်ဘာအလ္လာဟ်ရှင်မြတ်ဘက်ကဆေလွတ်ပြီးတော့ကူညီခဲ့တဲ့မလာအီကာတွေနဲ့အတူခြေတန်းမှာထိတ်ဆုံး man of the hero man of the world ဘယ်လိုလဲခြေဆုံးမှာဘဒရဆိုလဲအလီပဲခိုင်ဘာမှာကြည့်မလားမနဖန်ငါမတ်အဒီလိုယောက်ျားသားကိုအလံပေးမဲ့ကေသူဟာဘယ်တော့မှအောင်နိုင်မှုကိုမစွခုပဲအနောက်ကျော်ပြန်လှဲ့မဲ့သူမဟုတ်ဘူးဂိုင်ရီဖရာရင်အဗ်ဒူလာအစ်ဘ်မဆူဒ်ဘာပြောခဲ့လေဆဟီဘူခါရီမှာယောက်ျားသားတွေအားလုံးထဲမှာအလီကိုပဲရွေးပြီးယောက်ျားလို့ပြောခဲ့တဲ့အတွက်အဆက်ရခဲ့ပါတယ်ဆိုပြီးပြောခဲ့တယ်ရှိသမျှသူတွေအားလုံးကအဲ့ဒါဆာဟာဘာကြီးတွေတာဝကာကြီးတွေအမေအလ္လာဟ်ရဆူလ်ကအာမနာခဲ့ဘူးလေအာနာမယ်ဆိုရင်အလ္လာဟ်ကဆူရိုင်မူနာဖီကွန်းဘာကြောင့်ချပေးမလဲအဲ့တော့ကျွန်တော်အရင်လဲကျွန်တော်ရဲ့ချစ်ခင်လေးစားရတဲ့ညီလေးနဲ့ကျွန်တော်ဆရာညံလင်းညီလေးနဲ့အများကြီးဒီအကြောင်းတွေကျွန်တော်ဆွေးနွေးခဲ့တဲ့အခါကျွန်တော်ထည့်ပြောခဲ့တယ်အလ္လာဟ်ရှင်မြတ်သူ့ကိုဂျဇာခဲပေးပါသည်အဲ့ဒီမှာမေးခဲ့တဲ့မေးခွန်းတစ်ခုနှစ်ဦးလုံးကိုစာပါပြောနေတဲ့ဆရာဘာအဖြေရှိလဲအဖြေကကျမ်းတော်မြတ်ကုရ်အာန်ကပေးနေတယ်လေလာယက်စတဗီအဆဟာဘန်နာရီဝါအဆဟာဘလ်ဂျန်နာအဆဟာဘလ်ဂျန်နတ်ဟူမလ်ဖာအိဇွန်နှစ်ဦးလုံးစာပါလူတွေပြောတယ်အလ္လာဟ်လည်းအဲ့ဒီတိုင်းပဲချပေးလိုက်တယ်အတင်တို့ကနှစ်ဦးလုံးစာပါပြောနေတဲ့အတွက်စာပါကဂျဟန္နမ်သွားမဲ့စာပါလည်းရှိတယ်ဂျန်နတ်သွားမဲ့စာပါလည်းရှိတယ်ဂျန်နတ်သွားမဲ့စာပါများတာလေအောင်နိုင်တော်သူများဖြစ်ကြကုန်ဤဆိုတာကိုကျမ်းတော်မြတ်ကုရ်အာန်ဆူရာဟရှာမှာမိန့်တော်မူထားတယ်အဲ့ဒါကြောင့်အဘူလဟဘ်ကိုလည်းနာအူဇူဘီလာမင်ဇာလစ်ဆာဘာပြောမလားဆူရာလဟဘ်သူနဲ့သူ့ရဲ့ဇနီးထပ်ပေါ်ပြီးကိုတော်ကိုမြင်ခဲ့တဲ့သူတွေ့ခဲ့တဲ့သူအနီးနားမှာဘယ်လိုရှိမလဲဦးကြီးတော်လေအမေအလ္လာဟ်ကလာနတ်ပို့ထားတယ်ကျမ်းတော်မြတ်ကုရ်အာန်မှာအဲ့တော့အတင်းတို့လာနတ်ပို့ထားတဲ့သူကိုကျွန်တော်ရဇီဥလာပြောမလားလာနတ်တူလာပြောမလားမူနာဖီကင်းတွေကိုကျွန်တော်ကဘာပြောမလဲကိုတော်ကငါအနာမလာနဲ့လို့ပြောတဲ့သူတွေကိုကျွန်တော်တို့ဘာပြောမလဲကိုတော်ထားပြီးထွက်ပြေးသွားတဲ့သူတွေကိုကျွန်တော်တို့ဘာပြောမလဲဂျန်ဂေအူဟုဒ်မှာမြောင်များစွာတဲ့သူတွေထွက်ပြေးသွားတဲ့ဟိုဇိုင်ဖင်ယမာနီကပြောတယ်ဂျန်ဂေတဘုတ်မှာမူနာဖီကင်းတချို့ကိုတော်ကိုလှုပ်ချံဖို့အတွက်ကိုနီးမျိုးစုံနဲ့ကြံရွယ်ခဲ့တယ်ဒီသူတွေရဲ့နာမည်တွေငါသိတယ်သူတို့ရဲ့ဂျနာဇာကိုမတွားရဘူးလို့ပြောထားတယ်အဲ့တော့ဒီသူတွေကိုကျွန်တော်တို့ဘာပြောမလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အားလုံးမုဖတီယာဆင်ကာဒရီကအဖဇလီယတ်အီမာမ်အလီစာမင်းနာ240ကျွန်တော်ချုံဖို့မလွယ်ဘူးဒါကျွန်တော်တော်များဂျစ်လေးတွေကိုထုတ်ပြီးကျွန်တော်ပြန်ရှင်းပြနေတာဆလဝတ်ဘ်မုဟမ္မဒ်ဝါလီမုဟမ္မဒ်ဆလဝတ်အလ္လာဟူမဆလ္လီအလာမုဟမ္မဒ်ဝါလီမုဟမ္မဒ်ဝအဂျလ်ဖရဂျမ်အဲ့တော့ကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်ရှင်မိန်တော်မူတယ်ဖဇ္ဇလလာဟူအလလ်မူဂျာဟီဒီနာအလလ်ကာအီဒီအလ္လာဟ်ရှင်မြတ်ဒီဖဇီလတ်ချီးမြှင့်ထားတော်မူတယ်ဘရူတွေကိုချီးမြှင့်ထားတော်မူတာလေမူဂျာဟီဒင်ကိုချီးမြှင့်ထားတော်မူတယ်ဘရူအပေါ်မှာလဲထိုင်နေတဲ့သူတွေအပေါ်မှာ
အဲ့တော့ထိုင်နေတဲ့ဆိုတာဒီနေရာမှာဘာပြောလဲအိမ်မှာကြောက်ပြီးတော့မိုက်ဒန်ကိုမထွက်သွားခဲ့တဲ့သူတွေအများကြီးရှိခဲ့တယ်အလ္လာဟ်ရဆူလ်ကလာသွားရမယ်အလ္လာဟ်ရဲ့လမ်းမှာအသက်ပေးရမယ်ဆိုတော့နီးမျိုးစုံနဲ့စင်ကြေနှုံပေးတဲ့မိမအမျိုးသမီးနေမကောင်းလို့ခလေးတွေကငယ်သေးလို့အခုစားဖို့ကြက်တဲလို့ဒုက္ခရှိလို့နေမကောင်းလို့ဆိုတဲ့နီးမျိုးစုံနဲ့အဲ့တော့ကျွန်တော်တို့သိရမှာကအဲ့ဒီခေတ်ကာလမှာကလေးကမိုက်ဒန်ကိုထွက်ရမယ်ဆိုလို့ရှိရင်ဘလို့နီးမျိုးစုံနဲ့ရှောင်ပြေးခဲ့တယ်လဲဆိုတာတွေကိုကျွန်တော်တို့တာတကတွေအများကြီးရှိခဲ့တယ်အာယတ်တော်ကပြောနေတယ်သူတို့ဒီအလ္လာဟ်ရဆူလ်ခေါ်တဲ့အခါမှာလဲသူတို့တင်းရှောင်သွားကြတယ်နီးမျိုးစုံနဲ့စင်ကျင်တုံးတွေပေးပြီးတော့စင်ကျင်တွေပေးပြီးတော့ထွက်သွားတယ်ရှေ့တန်းမထွက်လာကြဘူးအဲ့တော့အလောရှင်မြတ်ကရှင်းလင်းမိတ်လိုက်တာပေါ့ဥစ္စာနဲ့တော့၎င်းအသက်နဲ့တော့၎င်းဇဒေးပြီးတော့ဘဒူတာဒနာအတွက်ဂျိုးပန်းခဲ့လေအဲ့ဒီသူရဲ့ဒရဂျာကအမြင့်ဆုံးဒရဂျာအဲ့တော့ဂျန်ဂေဘဒရကနေနောက်ဆုံးတဘုတ်မှာမိမိရဲ့ကိုယ်စားလှယ်အဖြစ်ခန့်ခဲ့တဲ့အလီအလိုင်ဟစ်ဆလာကိုဘယ်မှမတွေ့ခဲ့ရဘူးလေထိတ်ဆုံးမှာအိုဟတ်မှာခိုင်ဘာမှာခန်ဒက်မှာအလ္လာဟူအက်ဘာခန်ဒက်မှာအလ္လာဟ်ရဆူလ်ကဗာမိန်တော်မူလဲဇရဘတိုဒါဟာကင်မုစတဒရက်မှာရှင်းလင်းရဝါယတ်ကိုအလီဆွနတ်ကျမ်းတွေကပဲကျွန်တော်ပြောပြီးပြီနော် 99.9 တော့မို့ဒီစာအုပ်သူ့ရဲ့ကျမ်းကနေကျွန်တော်အခြေခံနဲ့ကျမ်းတော်မြတ်ကုရ်အာန်ကနေအခြေခံပြီးပြောနေတယ်ဇရဘတိုအလီရင်ယောမုလ်ခန်ဒက်အဖဇလူမင်အဘာဒတ်စကလိုင်းအလီရဲ့ခောက်ချက်တစ်ချက်ဟာအမရ်အစ်ဘ်အဘ်ဒါဝုဒ်ကိုဂျန်ဂေခန်ဒက်မှာစကလိုင်းလို့ခေါ်တဲ့ဂျင်နိုအင်းစ်ဒီမခလုကနမျိုးလုံးနဲ့ဒုနီယာအာခီရတ်ဒီနထာနေလုံးမှာလောက်ခဲ့တဲ့အီဘာဒတ်အဘစ်တေအားလုံးရဲ့အီဘာဒတ်ထပ်ပေါ်ပြီးတာလို့မြတ်တယ်ဆိုပြီးမိတ်တယ်အလီရဲ့ဓာချက်တစ်ချက်တောင်အဲ့လိုမြတ်တယ်ဆိုရင်အလီကိုယ်တိုင်ဘယ်လောက်မြတ်မလဲလောက်ရှင်မြတ်ကိုတော့ရဲ့နှုတ်တော်ကနေကစီမွန်နာရီဝလ်ဂျန်နာဆိုတာကအလကားပြောခဲ့တာမဟုတ်ဘူးအလကားဒီဘွဲကိုပေးခဲ့တာမဟုတ်ဘူးဂျန်နတ်နဲ့ဂျဟန်နမ်ကိုဝင်ငှပေးမယ်ဆိုတဲ့တခင်အလကားပြောခဲ့တာမဟုတ်ဘူးပထမဦးဆုံးမုဖတီယာစင်ကာဒရီကိုကာထားတဲ့အာယတ်တော်ပါလေတိလားဝကီဖူဟွမ်အင်နဟွမ်မစအူလူန်အတင်းတို့အားလုံးကိုမဲရှ်မာရက်ခိုင်းမယ်ဆရာတ်အလ်မုစတကီမတွားကအလျင်အဲ့ဒီနာမှာမေးမယ်ဝကီဖူဟွမ်အတင်းတို့ရက်ခိုင်းမယ်ရက်အတင်းတို့အားလုံးပေါ်မှာဆွာရှိတယ်အဲ့ဒီဆွာကပါတယ်အလီလက်ထဲက certificate ရခဲ့တယ်လားဂျန်နတ်ဝင်ဖို့အတွက်အလ္လာဟူအက်ဘာအလ္လာဟ်ရဆူလ်ကမိန်နဲ့ငါရဲ့ဂျီဘရီလ်နပါလုံးကအလာဆရာတ်အလ်မုစတကီမှာရပ်ပြီးတော့အဲ့ဒီ certificate ကိုတောင်းမှာအလီထံကအဂျာဇတ်နာမှာမပါလာဘူးဆိုရင်သူဂျန်နတ်ရဲ့ဂျနတ်အောင်ရှူခွင့်ရမှာမဟုတ်ကျွန်တော်ပြောနေတာမဟုတ်ဘူးကျွန်တော်ပြောနေတဲ့စကားမဟုတ်ဘူးကျွန်တော်ဖွင့်ပြီးပြောပြနေတာဖုံးထားတာကိုဖွင့်ပြီးပြောပြနေတာတို့တော့ယနေ့ social media မှာလည်းပွင့်သွားပြီ YouTube channel မှာ debate မှာurdu ဘာသာစကားနဲ့မုဖတီနှစ်ပါးလုံးရဲ့ debate လုပ်ထားတယ်ကဘာကတည်တယ်ဘယ်လိုနိုင်သွားလဲဆိုတာဘာကြောင့်နိုင်လဲဆိုတာကျွန်တော်ဏီတန်းမှာခြီးပြီးသွားပြီကျမ်းတော်မြတ်ကုရ်အာန်ကိုနံပါတ်1နေရာမှာထားလို့ဒါကြောင့်ကျွန်တော်ပထမဦးဆုံးစဖတ်ခဲ့တဲ့အလစ်လာမင်ဆူရိုင်ဘကရာအာယတ်တော်အစမှာပါပဲလာရိုင်ဘာဇာလီကလ်ကီတာဘ်လာရိုင်ဘာဖီဂဘာမာဒုနီယာအာခီရတ်နထာနေလုံးထပ်ယူလိုက်အောင်ကျမ်းတကြမ်းပဲရှိတယ်အမှန်ဆုံးဆိုတာလာရိုက်ဆိုတာကဘာမာအုပ်စုတစုပဲရှိတယ်လာအိုက်ဆိုတာအလ္လာဟူအက်ဘာအဲ့တော့တိယာမာကကျမ်းတော်မြတ်ကုရ်အာန်ဒီလာရိုက်အလ္လာဟူအက်ဘာကျမ်းတော်မြတ်ကုရ်အာန်မှာအခြားမီဒီကျမ်းကိုမှကျွန်တော်ကရှီယာမို့လို့ကျွန်တော်တို့ရှီယာတွေလက်ကင်ထားတဲ့ကိုတိုဘေအာရဘာကိုကျွန်တော်ဒီဆဟီဆိုတဲ့ခေါင်းစဉ်မထက်ဘူး။ဘာကြောင့်မထက်ဘူးလဲ။ကျမ်းတော်မြတ်ကုရ်အာန်နဲ့ညီနေတဲ့ဘယ်ဟာဒီသ်ပဲပါလာကိုတော်ကမိန့်ခဲ့တဲ့အဲ့ဒါကိုဖယ်ချပလိုက်ဆိုတာအဲ့ဒီရဲ့ယုံကြည်မှုကြောင့်ကျွန်တော်ဘယ်ကျမ်းကိုမှဟာဒီသ်မပြောဘူး။အလ္လာဟ်ရဲ့ကျမ်းမှာဘာကြောင့်လဲအလ္လာဟ်တာလင်တာဝန်ယူထားတဲ့အလ္လာဟ်ရဲ့ကျမ်းကိုကျန်တဲ့ကျမ်းတွေအလောရှင်နဲ့တာဝန်မယူထားဘူး။ကျန်တဲ့ကျမ်းတွေရဲ့မှန်မမှန်ကိုကျွန်တော်တို့ကကျမ်းတော်မြတ်ကုရ်အာန်နဲ့တိုက်ရမှာ။ကျမ်းတော်မြတ်ကုရ်အာန်နဲ့စန့်ကျင်နေကျွန်တော်တို့ကဖယ်ချလိုက်ရမှာအဲ့ဒါမိုင်းကြိုက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ကျမ်းတကြမ်းပဲရှိတယ်အဲ့တော့ဘာကြောင့်ဂျင်းထဲခံထားရလဲ
ကျမ်းတော်မြတ်ကုရ်အာန်မှာအဖအခြားကျမ်းတွေကိုကျွန်တော်တို့ကရှေ့ကိုယူလာပြီးတော့ဒီကျမ်းတွေဆိုပြီးတော့ကုရ်အာန်ကိုဖယ်လိုက်တဲ့အပေါ်မှာကုရ်အာန်ထဲကအလင်ကိုလူတွေရှိမရောက်တော့ဘူးဟာဒီစ်အမှန်ကုရ်အာန်နဲ့ကိုက်ညီတဲ့ဟာဒီစ်အမှန်တွေလူတွေရှိမရောက်တော့ဘူးဇာအီဖ်တွေအုံနောက်နဲ့ဆန့်ကျင်တဲ့ဟာဒီစ်တွေနော်အဲ့ဒီပြင်ကိုရောကိုနှိမ့်ချထားတဲ့မဟုတ်တဲ့တပုတ်လွင်ဟာတွေအားလုံးကိုစုထားတဲ့အရာတွေကိုကျွန်တော်ဘယ်လိုသွားပြီးတော့ဆဟီလို့ပြောမလဲမှန်တဲ့ဟာဒီစ်တွေရှိတယ်လို့မှားနေတဲ့ဟာဒီစ်တွေကုရ်အာန်နဲ့ဆန့်ကျင်နေတာတွေအုံနောက်နဲ့ဆန့်ကျင်နေတာတွေဒါတွေအားလုံးပါနေကျွန်တော်ဘယ်အရာမှဆဟီမပြောနိုင်ဘူးကုရ်အာန်ကျမ်းတော်မြတ်ကျမ်းဒါလင်လာရိုက်အလ္လာဟ်ကတာဝန်ယူထားတဲ့အတွက်အဲ့ဒီကျမ်းကိုဒါလင်ကျွန်တော်ဒီဆဟီပြောမယ်အဲ့ဒီကျမ်းဒါလင်လာရိုက်ဒွိဟာတန်ရကင်းတဲ့ကျမ်းအဲ့တော့လာအိုက်ကဘာလို့လဲအင်နမာယူရီဒူလာလီယူဇဟီဘာအန်ကုမရစ်ဆာအဟ်လ်ဘိတ်ဝယုတဟီရကုမ်တတဟီရာအလ္လာဟူမဆလ်အလာမုဟမ္မဒ်ဝါလီမုဟမ္မဒ်ရှဂျရတယဘာလို့အလ္လာဟ်ကပြောထားတယ်အလ္လာဟ်တန့်စင်ထားတယ်ပြောရင်ကျွန်တော်ကဘယ်လိုသွား app ရှာမလဲအမဲဆက်ရှာမလဲအလ္လာဟ်တန့်စင်ထားတဲ့သူကိုဒုနီယာမှာအမဲဆက်ရှာလို့ရမလားဘိုင်တူလာကိုတော့မှနဗီနှစ်ပါးကတန့်စင်ထားတာအလ္လာဟ်ကတဟာရတ်လောက်ခိုင်းထားတယ်နဗီနှစ်ပါးကတန့်စင်ထားတာဒါပေမဲ့အလ်ဘတ်ကိုအလ္လာဟ်ကတန့်စင်ထားတာဘယ်လိုပို့တန့်တယ်လဲအလ္လာဟူအက္ဘာအလ္လာဟူအက္ဘာဘိုင်တူလာမှာဘုတ်တေရောက်လာတဲ့ကိုလူတကာသိတယ်အဲ့တော့ဘုတ်ရှိကန်ဘုတ်တေကိုရိုက်ချိုးခဲ့တဲ့သူဘယ်သူလဲဆိုတာလည်းကဘာကသိတယ်ဘယ်သူပခုံးပေါ်မှာရက်ပြီးတော့ဘုတ်တေကိုရိုက်ချိုးခဲ့တယ်လဲမောလာအလီအလိုင်စလမ်တခင်ကြီးကိုတော်ကမိမိရဲ့ပခုံးပေါ်မှာတင်ပြီးအဲ့ဒီဘုတ်တေကိုရိုက်ချိုးခဲ့တာကာဘာမှာဖွာတော်မူခဲ့တဲ့မောလာအလီအလိုင်စလမ်တခင်ကြီးရဲ့လက်တော်နဲ့ပဲကာဘာမှာထားခဲ့တဲ့ဘုတ်တေကိုရိုက်ချိုးပေးခဲ့လိုက်တယ်ဒုနီယာတစ်ခုလုံးတည်အောင်လို့အဲ့တော့အဟ်လ်ဘိတ်ကိုအလ္လာဟ်ကတန့်စင်ထားတဲ့အတွက်လာအပ်ကျမ်းတော်မြတ်ကုရ်အာန်ကိုအလ္လာဟ်ကတာဝန်ယူထားတဲ့အတွက်လာရိုက်အဲ့ဒီကျမ်းနဲ့အဲ့ဒီမိသားစုမှာအပါအခြားဘယ်သူကိုမှကျွန်တော်ပြောလို့မရဘူးလာအပ်ဘယ်ကျမ်းကိုမှကျွန်တော်ပြောလို့မရဘူးလာရိုက်ဆိုပြီးတော့ဟုတ်ပြီအဲ့တော့တိရမှာကဘာလဲဆိုလို့ရှိရင်ပစ္စမ point အနေနဲ့ဘာကြောင့်မောလာအလီအလိုင်စလမ်တခင်ကြီးဒီအဖဇလ်လေကျမ်းတော်မြတ်ကုရ်အာန်နဲ့ဟာဒီစ်အမှန်ကနေပြီးတော့တင်ပြထားတဲ့အတွက်အဲ့တော့အခုလိုဖဇီလတ်ဆိုတာကအလင်မာကြည့်မလားထိတ်ဆုံးမှာအလ္လာဟ်ရဆူလ်ပြီးသွားပြီဆိုရင်အာလမနတ်အူမူလ်မူမနီဟာဇတ်အိုင်ရှာကပြောတယ်ဖဇီလတ်မှာကြည့်မလားဒုတိယခလီဖာကပြောတယ်မောလာအလီတခင်ကြီးလို့ဖဇီလတ်ရထားတဲ့သူတအူးမှမရှိဘူးအဲ့ဒီပြင်ထပ်ပြီးတော့ပြောတယ်ကဇာဝတ်တိုင်းမှာတရားစီရင်မှုတိုင်းမှာအလီမပါဘဲနဲ့စီရင်ရရင်အဲ့ဒါဒီကျွန်တော်လုံးဝကိုအထမမြောက်တလို့ပဲလို့ခံစားရတယ်အလီပါတဲ့တရားစီရင်မှုကိုဒါလည်းအထမြောက်တဲ့တရားစီရင်မှုဆိုတာကိုယုံကြည်တယ်တဲ့နော်အဲ့ဒီအပြင်ဒုတိယခလီဖာကဗာမိတ်နဲ့ဒုနီယာမှာရှိတဲ့မိခင်တွေအားလုံးနောက်တစ်ပါးအလီကိုမွေးနိုင်စွမ်းမရှိဘူးတဲ့အလ္လာဟူအက္ဘာရှီယာအာလင်ပြောနေတာမဟုတ်ဘူးဒါဒုတိယခလီဖာပြောတဲ့စကားနော်အဲ့တော့အာလမနတ်လည်းပြောတယ်ဖဇီလတ်အဒါလတ်မှာကြည့်မလားအလ္လာဟ်ရဆူလ်ကမိန့်ခဲ့တယ်ယာလီအတင်မိတ်လက်အတင်လို့အဒါလတ်မြတ်တာဇွမ်းမြတ်တာမှုဘဒူးမှနောက်တူအတင်လို့မရှိဘူးအဲ့တော့အတင်လို့ပြောတာနော်နောက်တူဟာရှိမယ်ဆိုရင်ဒုတိယနေရာမှာရှိမယ်တတိယနေရာမှာရှိမယ်အလ္လာဟ်ရဆူလ်ပြီးသွားရင်အဲ့တော့အလီလိုမျိုးကဇာဝတ်မှာတရားစီရင်နိုင်တဲ့ဒူမှာနောက်တူဘဒူးမှမရှိဘူးဒုတိယနေရာမှာရှိမယ်တတိယနေရာအလီနေရာမှာမရှိဘူးအဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့စောစောကဒီကျမ်းတော်မြတ်ကုရ်အာန်ရဲ့မှတ်ကြောက်အရာကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်ကိုဘယ်လိုမျိုးအလ္လာဟ်ရှင်မြတ်ရဲ့ဒီအာယတ်တော်တွေကိုနှလုံးသားထဲမှာဥတူလ်အလ်မာဒရဂျတ်ကိုလည်းပိုင်ဆိုင်ထားသလိုဝမန်အင်ဒဟူအလ်မုလ်ကီတာဘ်တအောက်လုံးရဲ့ကျမ်းရဲ့အလင်ကိုလည်းပိုင်ဆိုင်ထားတဲ့အတွက်ဘလို့တရားစီရင်ခဲ့လဲအဲ့တော့ဒါကြောင့်ဆာဘာတာဝကာယီတွေကိုယ်တိုင်ကလည်းဗာမင်းခဲ့တယ်လောက်လာအလီယွန်လောက်လာအလီယွန်လောက်လာအလီယွန်အလီမရှိရင်တေးပြီးအလီမရှိရင်ဟလာဖြစ်ပြီးအလီမရှိရင်အထမြောက်မှာမဟုတ်အလီမရှိရင်ဒီတရားစီရင်ဒီမှုတွေအထမြောက်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့မောလာအလီအလိုင်စလမ်တခင်ကြီးအကြောင်းကိုပြောရတာဘာကြောင့်လဲဒါကစာရေးဆရာဒီဘာလို့လဲ
Ahlul Bayt ပัญจတဏီကျွန်တော်တို့ရဲ့တတိကာဝင်ညီနောင်များရဲ့ဒိတ်ဒိတ်ချက်ရှိရမဟုတ်ဘူးအဲလေဆွန်နတ်တဲ့ကပဲဒါကြောင့်ဆွန်နီနှစ်ပါးရဲ့ debate ဖြစ်ခဲ့တာဆိုတော့နောက်တစ်ခုကျွန်တော်တို့သိရမှာကဘာကြောင့်လဲဆိုလို့ရှိရင်ကျမ်းတော်မြတ်ကုရ်အာန်ဆူရာဘယနာမှာပါတဲ့ Khairul Bariya ကိုရောရဲ့နှုတ်တော်မင်္ဂလာကနေ Khairul Bariya ဘရူလဲဆိုတာဒီမောလာအလီအလိုင်စလမ်တခင်ကြီး Khairun Nas လူသားတွေမှာအမျက်ဆုံးဒီဘရူလဲဆိုတာဒီမောလာအလီအလိုင်စလမ်တခင်ကြီးထပ်ပြီးမိန်တော်မူတဲ့အကယ်၍အဲ့ဒီအာကိုအမျက်ဆုံးလို့မပြောဘူးဆိုရင်တဲ့အဲ့ဒီသူဒီဖကာဖာကူဖ်ကိုတွေးပြီးသွားတဲ့သူဖြစ်တယ်Allahu Akbar Allahu Akbar ကျွန်တော်စောစောကဒီကျမ်းကိုကျွန်တော်တင်ပြခဲ့ပြီးသွားပြီဒါပေမဲ့နောက်မှလာတဲ့သူတွေလည်းတွေ့အောင်လို့ကျမ်းကိုရှာဖတ်ခြင်းနဲ့ဆိုရင်သိနိုင်အောင်လို့ထပ်ပြီးပြတာ Afzaliyat Imam Ali alayhi salam ရေးသားပြုစုထားတဲ့သူဒီအလာမာယာဆင်ကာဒရီတရီကာဝင်ညီနောင်များရဲ့ဒိတ်ဒိတ်ကျဲပညာရှင်ကြီးလိုင်းပေါ်မှာလည်း debate ရှိတယ်သူနဲ့ Mufti always နှစ်ပါးလုံးရဲ့ debate 2 နာရီကျော်နီးပါ debate လုပ်ထားတယ်အဲ့ဒီခေါင်းစဉ်ပေါ်မှာအဲ့တော့ဒီစာအုပ်ကိုတေချာ Urdu ဘာသာရပ်ကိုလေ့လာကျွမ်းကျင်တဲ့သူဟာခိုင်မာတဲ့မျက်ဝါးထင်တဲ့အာယတ်တော်တွေနဲ့တူတူဟာဒီသ်တော်အမှန်တွေကိုတွေ့ရလိမ့်မယ်အဲ့တော့ Khairul Bariya ဒီဘရူလဲယာလီအတင်ဖြစ်တယ် Khairun Nas ဒီဘရူလဲလူသားတွေမှာအမျက်ဆုံးUmmul Mu'minin Hazrat Aisha ကဘာပြောလဲလူသားတွေမှာအတော်ဆုံးအတက်ဆုံးကိုတော့ရဲ့ဆွန်နတ်တော်ကိုအတိဆုံးဘရူလဲမောလာအလီလိုင်ဆလမ်တခင်ကြီးဘရူရဲ့မိန့်ခဲ့တာလဲ Ummul Mu'minin Hazrat Aisha တခင်မကြီးမိန့်တယ်Fazilat မှာထိတ်ဆုံး Imam Ahmad Ibn Hanbal ကလည်းဘာပြောလဲနောက်တဦးမရှိဘူးအလီလို Fazilat ရထားတဲ့သူအလင်မှာကြည့်မလားဂျီဟာဒ်မှာကြည့်မလားတရားမှာကြည့်မလားအဒါလတ်မှာကြည့်မလားတက်ကွာမှာကြည့်မလားအီမာမုလ်မုတ္တကီဘယ်နေရာမှာကြည့်မလဲဘယ်နေရာမှာရှင်းမလဲတူရတတိမှာကြည့်မလားရှူဂျာအတ်မှာကြည့်မလားမူမီနင်းရဲ့ဥဆောင်နေရာမှာကြည့်မလားဘယ်နေရာမှာကြည့်မလဲအဲ့ဒီနေရာမှာအလီအမျက်ဆုံးအဲ့ဒီနေရာမှာဖဇီလတ်အရှိဆုံးအဲ့တော့ဘာကြောင့် Afzaliyat Imam Ali လို့ပြောရလဲဆိုလို့ရှိရင်Fazilat ဟူဒမြတို့ကိုပိုင်ဆိုင်ထားတဲ့တခင်ဒီ Afzal လို့ခေါ်တယ်ဆိုတော့ကအလ္လာဟ်ရှင်မြတ်ကိုယ်တိုင်က Fazzal Allah ငါ Fazzal နဲ့ချီးမြှင့်ထားတာဒါကြောင့်ကျွန်တော်တို့မိန့်တယ်မလားဟာဇာမင် Fazli Rabbi Ya Karim အဲ့ဒီ Fazzal ဘရူလဲဆိုရင်မောလာအလီလိုင်စလမ်တခင်ကြီးဖြစ်တယ် Fazzal ဟူဒမြတို့ကိုချီးမြှင့်ထားတဲ့အတွက်ဘာကြောင့်အဲ့ဒီလိုချီးမြှင့်ထားလဲဆိုတာ Mufti Yasin Qadri ကဒလီလ်ထပ်ပြီးပေးတယ်အလ္လာဟ်ရဆူလ်ကဒူအာတောင်းခဲ့တယ်တဲ့အိုးအလ္လာဟူရှင်မြတ်အလီကိုအဲ့ဒီလို Fazilat ချီးမြှင့်ပေးတနာတော်မူပါသူရခင်သူရဲ့နောက်မှာနောက်တဦးအဲ့ဒီလို Fazilat ကိုမရစေရဘူးအဲ့ဒီလို Fazilat ကိုချီးမြှင့်ပေးပါအဲ့ဒါဆိုရင်တော့ရှင်းသွားပြီထင်တယ်ဒါကလည်းအလီဆွန်နတ်ကျမ်းတဲ့ကကိုတော်ရဲ့ဒူအာယနေ့ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်မှာလေ့လာကြည့်မယ်ဆိုရင် Hazrat Sulaiman ရဲ့ဒူအာကျွန်တော်မျိုးကိုအဲ့ဒီလိုဟူကူမတ်အာနာချီးမြှင့်ပေးပါကနောက်တဦးအဲ့ဒီလိုမရစေရအောင်ကျွန်တော်မျိုးနောက်မှာရခင်လည်းမရခဲ့ဘူးတဲ့သူဖြစ်ရမယ်အလ္လာဟ်ရှင်မြတ်မချီးမြှင့်ခဲ့ဘူးလား Hazrat Sulaiman နဗီပုံမြတ်တလား Hazrat နောက်ဆုံးနဗီတမန်တော်အလ္လာဟ်ရဲ့အချစ်ဆုံးသောအချစ်သူအမှန် official အချစ်သူအလ္လာဟ်ရဲ့ချစ်သူတပါးတည်းရှိတယ်ကိုတော်မြတ်ကြီးတောင်းတဲ့ဒူအာကိုအလ္လာဟ်ကဘူလ်လုပ်မလားမလုပ်ဘူးလားအဲ့တော့ကဘူလ်လုပ်တဲ့အတွက်ဒီ Fazilat ကိုပြောနေတာပေါ့အဲ့ဒီ Fazilat ကြောင့်ပဲ Afzal ဖြစ်သွားတာပေါ့အဲ့ဒီ Afzaliyat ကိုရထားတဲ့အတွက် Ibn Abbas ကဗာမိန်တယ်လေဒုနီယာတလောကလုံးမှာရှိတဲ့တစ်ပင်တွေကိုကလောင်အဖြစ်တော်၎င်းနော်သမုတ်တရားကိုပေးအဖြစ်တော်၎င်းရေးမဲ့ဒူကဘာလို့လဲဂျင်နိုအင်းစ်ကိုရေးခိုင်းမယ်ဆိုရင်တော့အလီအလိုင်စလာမ်ရဲ့ Fazilat ကုန်မှာမဟုတ်ဘူးတဲ့ဒါလည်းကကျွန်တော်ပြောတဲ့ရှီယာပြောတယ်ရှီယာချက်ပြီးပြောတယ်နာဥဇူဘီလာမင်ဇာလီအလီကိုသူတို့ကအလွန်အမွန်းတင်တယ်ကျန်တဲ့စာဘာတွေကိုစော်ကားတယ်ဒါပဲပြောပြီးတော့တမိုင်းမှာနှစ်ပေါင်း1400ရှိလာပြီးဟီဒါယတ်ကနေဝေးသွားတယ်ဘာကြောင့်လဲဒီပြောထားတဲ့စကားပဲပြောလာတဲ့အတွက်ယနေ့ social media ရဲ့ကိမှာယနေ့ဒီယိုဘန်ဒီတွေအာလင်တွေဖွင့်ဟပြီးပြောလာပြီးဗရေဝလီတွေဖွင့်ဟပြီးပြောလာပြီး
ယနေ့ selfie တွေကတချို့တော်သူတွေကိုအလ္လာဟ်ဟီဒါယတ်ပေးပြီးတော့တို့တွေဖွင့်ရပြီးပြောလာပြီးပြောတယ်ကကျွန်တော်တို့အယမ်းမျက်ရည်ကြတယ်ကျွန်တော်တို့အခုမှတိလိုက်ရတယ်ကျွန်တော်တို့ကိုအကြောင်းမှာ Alibet အကြောင်း10နှစ်ဆွေမှုစာဖတ်ခိုင်းလည်းမတင်ဘူး Alibet စာအုပ်နားလည်းမတွားခိုင်းဘူးပတ်လည်းမပတ်ခိုင်းဘူးကိုလေးလောက်ဒီစာအုပ်တွေမှာဒီကျမ်းတွေမှာဒီ hadith တွေအလ္လာဟ်ရဲ့ကလာမာဒီ tafsir အလင်းပြန်ဆိုမှုတွေရှိပါသလားဘာကြောင့်ကျွန်တော်တို့ကိုမဖုံးကွယ်ထားလဲဘာကြောင့်ဒီနေရာမှာကျွန်တော်တို့ရဲ့လူကြီးတွေကပြောလို့အစားထိုးပြီးတော့အလ္လာဟ်ရဲ့ကလာမ်နေရာမှာလူကြီးတွေရဲ့စကားအသက်အကြီးဆုံးလူတွေရဲ့စကားဘိုးတော်တွေရဲ့စကားတွေကိုယူလာပြီးတော့အစားထိုးသားတယ်လေကျွန်တော်စဉ်းစားလို့မရဘူးဒါကဒီယိုဘန်ကအာလင်တွေဒီ bravery တွေသူတို့ကိုယ်တိုင်ဖွင့်ပြောထားတာအဲ့တော့အဲ့ဒီအကြောင်းကိုလည်း YouTube မှာပဲရှိတယ်ကေအလာမာယာစင်ကာဒီနဲ့အတူချာတော်မုဖတီတွေအများကြီးအဲ့ဒါကိုရိုက်လိုက်အဲ့လိုပဲအကြောင်းတွေသူတို့ဖွင့်ပြောလာပြီဖွင့်ပြောလာကြပြီတိလာကြပြီသူတို့နောင်တရသွားကြပြီဒါကြောင့်ကျွန်တော်ဒီနေရာနေဒီအကြောင်းပြောတာဘယ်သူမှရှီယာဖြစ်ဖို့ပြောနေမှာကျွန်တော်တော့ရှီယာမဖြစ်သေးဘူးသူများကိုကျွန်တော်ရှီယာဖြစ်ခိုင်းမှုဝေးဒီရှီယာဆိုဒီမှာဆလမာနီမိုဟမ်မဒီကိုပြောတာရှီယာဆိုဒီမှာမက်ဒတ်လို့ပြောတာရှီယာဆိုဒီမှာအမာလို့ပြောတာဟူဇိုင်ဖာယမာနီကိုပြောတာကျွန်တော်တို့အဲ့လိုဒိတ်ဒိတ်ကျက်စာဘာတဝါကာကြီးတွေကရှီယာပြောတာရှီယာဆိုတာအလ္လာဟ်ကကျမ်းတော်မြတ်ကုရ်အာန်မှာဟာဇတ်အစ္စရာဟင်ကိုပြောတာအင်နာဝအင်နာမင်ရှီယတ်အီလာအစ္စရာဟင်ကျွန်တော်တို့ဒီမောင်လာကိုအချစ်ထားတဲ့အတွက်ဒီနာမည်အမွန်းတင်ကြီးကျွန်တော်တို့ခါရတာတကယ်တိုင်းရှီယာအစစ်အမှန်ကအဲ့ဒီဒိတ်ဒိတ်ကျက်တာဝါကာကြီးတွေကိုပြောတာစာဘာတာဝါကာကြီးတွေကိုလက်မခံကျွန်တော်နှုတ်ကနေဒီနာမည်တွေကိုယူမလားကျွန်တော်လက်မခံတာဒီမူနာဖီကင်ကိုလက်မခံတာဆူရာမူနာဖီကင်ကိုလက်မှာပါတဲ့အရာတွေကိုလက်မခံတာဂျဟန္နမ်သွားမဲ့ဆာဟာဘာတွေကိုလက်မခံတာဟူဆယ်နီမွတ်ဆလမန်မီဒူမဆိုအလာမာယာစင်ကာဒီပြောတယ်ကျွန်တော်ဒီတဲ့ချိန်ပြီးသူပြောတယ်အလ္လာဟ်ရဲ့နာမတော်၃ခုကိုချိန်ပြီးသူပြောတယ်ကျွန်တော်အလီဆွန်နတ်ပါဒါပေမဲ့ဟူဆယ်နီအလီဆွန်နတ်ပါYazidi Ali Sunnat Mabu Yazid ko nauzu billahi min zalik amunte ne sunni mabu အဲ့ဒါက sunni akida နဲ့ဆန့်ကျင်တာဆိုတာကို तू ကခြေပပြီးပြောသွားတာအဲ့တော့ဒါကြောင့်ယနေ့ကျွန်တော်ဒီ gist လေးတွေပါထုတ်ထားပြီးတင်ပြရတယ်ဆိုတာဘာကြောင့်လဲဆိုရင်အရေးကြီးတဲ့အတွက် reference ကျွန်တော်ခဏခဏပြနေတာဘာကြောင့်လဲဆိုရင်ဒါအရေးကြီးတဲ့အတွက်ဆိုတော့ကျွန်တော်တိတ်အချိန်အများကြီးမယူတော်တော်လေးဒါတော့အချိန်တော်တော်များနေပြီဆိုတော့ခေါင်းစဉ်ကပါလဲကြီးတယ်အရန်ကြီးတယ်တော်တော်ချုံဖို့ဆိုတာမလွယ်ဘူးဆိုတော့အလ္လာဟ်ရဆူလ်ရဲ့ဒူအာကပါလဲဆိုရင်အလ္လာဟ်ရဆူလ်ကတောင်းခဲ့တာယာအလ္လာဟ်အဲ့ဒီလိုဖဇီလတ်ကိုချီးမြှင့်ပေးပါကဲနောက်တူအဲ့ဒီနေရာမှာမရရစေရဘူးအဲ့ဒီအတွက်ကြောင့်မောလာအလီအလိုင်ဟီစလမ်တခင်ကြီးကိုကျွန်တော်တို့ဒီကိုတော်ကမိမိရဲ့သွေးပါလို့ပြောနေတယ်ကိုတော်ကမိမိရဲ့ရူးပါလို့ပြောနေတယ်ကိုတော်ကမိမိရဲ့ nafs ပါလို့ပြောနေတယ်အလ္လာဟ်ရဲ့ဝလီရှဘေဟီဂျရတ်မှာကိုတော်ကဘာမှာခဲ့တယ်လဲဆိုတော့အလ္လာဟ်ဝလီအိတ်ခဲ့တဲ့အချိန်မှာလိုင်လတ်တူလ်မဘီဒ်လို့ခေါ်တဲ့ရှဘေဟီဂျရတ်ညမှာစဉ်းစားကြည့်မောလာအလီအလိုင်စလမ်တခင်ကြီးရဲ့တူရတတိနဲ့အလ္လာဟ်ရဲ့ဝလီဟာရှေရေခူဒါဘလို့ရှေရေခူဒါလဲဆိုတာကျွန်တော်တို့ကလူတွေကိုနာမည်မှတ်ရင်ချစ်စနိုးနဲ့ကျွန်တော်တို့ကသူနဲ့တန်တလားမတန်တလားမသိဘူးရရနာမည်ကိုကျွန်တော်တို့ကပေးတာဒါလူတွေရဲ့တဘောတဘာဝတစိမ့်ကောင်းနေကျွန်တော်တို့ပေးတယ်သူနဲ့တန်တလားမတန်တလားဘာမှမသိဘူးရရတစိမ့်ကောင်းကျွန်တော်တို့တတ်ပေးတယ်သို့တော့တိယာမာကအလ္လာဟ်ချီးမြှင့်ပေးထားတဲ့ဖဇီလတ်ပိုင်ရှင်တွေရဲ့တဘောတရားကနာမည်ပေးထားတာတောင်မှနာမည်နဲ့ထပ်တူညီမျှကြားလို့နာမည်ပေးထားတာအလီကိုအလီလို့နာမည်ပေးထားတာအလီရဲ့အဓိပ္ပာယ်ကပါလေအလ္လာဟ်ကိုယ်တိုင်ကမိမိရဲ့နာမတော်မှာထည့်ထားတဲ့အလီမိမိရဲ့ဂုဏ်တော်တွေမှာထည့်ထားတဲ့အလီအထွတ်မြတ်ဆုံးမှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်အလီဆိုတာကဘာအဓိပ္ပာယ်လဲမီဒူးရဲ့အောက်မှာမရှိတာကိုအလီလို့ခေါ်တယ်အဲ့ဒါဒီအလီရဲ့အဓိပ္ပာယ်အလ္လာဟ်ရဲ့ဖန်ဆင်းကံဘန္တာအဘ်ကိုအလ္လာဟ်ဘလောက်ချစ်တယ်လဲကိုတော့ကို gift အနေနဲ့ဒီအလီမိမိရဲ့နာမတော်ကိုပါချီးမြှင့်ခဲ့တယ်အဲ့တော့အဲ့ဒီအလီလိုင်လတ်တူလ်မဘီဒ်ရှဘေဟီဂျရတ်မှာအိတ်တယ်စဉ်းစားကြည့်ကဘာမှာအဲ့ဒီလိုရှိသလားအိတ်နေတဲ့သူကိုကြောက်ပြီးပြေးသွားတာလာတဲ့သူတွေကလက်နက်တွေနီးမျိုးစုံနဲ့စီစဉ်ပြီးတော့အုပ်စုနဲ့လာတယ်ဓားတွေကင်ပြီးလာတယ်အဆောင်အယောင်တွေနဲ့လာတယ်အုပ်စုဖွဲ့ပြီးလာတယ်တက်ဆွဲပြီးလာတယ်တဘာဒီတဲ့အလ္လာဟ်ရဆူလ်ရဲ့အိမ်မှာအလ္လာဟ်ရဆူလ်ရဲ့အိယာတော်မှာအိတ်နေတဲ့အလီကိုထားထိုင်ုံပဲရှိတယ်အလီကိုကြည့်ပြီးတော့ပြေးသွားတဲ့သူတွေကဘာလို့လဲ
Allahu Akbar Allahu Akbar ဆိုတော့အဲ့ဒီဒူတွေကပြန်ကြောက်ပြေးရတာဘာကြောင့်လဲဘာအိမ်နေတဲ့ဒူကိုကြောက်ပြီးပြေးတယ်ဆိုတာကဘာမှရှိသလားစဉ်းစားကြည့်အိမ်နေတဲ့ဒူကိုကြောက်ပြီးလက်နဲ့ကင်ထားတဲ့ဒူကဘာမှမရှိတဲ့လက်နဲ့အနားမှာမရှိတဲ့ဒူအိမ်နေတဲ့တခင်ကိုကြည့်ပြီးပြေးသွားတယ်ဆိုရင်ဝဂျဟူလာကိုအလ္လာဟ်ဘယ်လိုမျိုးတောက်ဖစ်ပေးထားလဲဝဂျဟူလာရဲ့မျက်နှာမှာဘလို့အလ္လာဟ်ရဲ့နူရ်ရှိတယ်ကိုတော့ရဲ့တပါးသီးသောနူရ်တွေကနူရ်ထောက်ဘက်ကိုပိုင်ထားတဲ့နူရ်အလ္လာဟ်ရဆူလ်ရဲ့နှုတ်တော်ကထွက်တဲ့စကားအပေါ်မှာဘလို့အီမန်ရှိတယ်လဲဆိုတာကိုဘလို့မျိုးယုံကြည်မှုရှိတယ်လဲဆိုတာကိုသိထားတယ်အလ္လာဟ်ရဆူလ်လက်ကြီးမဒီနာမှာဝင်ချင်းမျိုးဝင်တကဝါမှာအလီကိုထိုင်ဆောင်နေတာအဲ့တော့အဲ့ဒီနေရာမှာအလီမလာတရွေးနောက်ခြေလမ်းကိုမတက်ဘူးအခြားနေရာကိုတွားကိုမတွားအလီကိုစောင့်ပြီးတော့မှတွားတာအဲ့တော့စဉ်းစားကြည့်နူရ်ပြည့်သွားတဲ့အခါမှာမဒီနာဝန်ကိုညီကိုနှစ်ပါးလုံးတူတူဝင်နေအလ္လာဟ်ရဆူလ်ဒီအလီအလိုင်ဟီဆလမ်ကိုခီလာဖတ်ဝီလာယတ်ဝီဆာယတ်ဖဇီလတ်ဆိုတာကဒါဝတ်ဇုလ်အရှိရာမှာကိုကစပေးခဲ့တာအဲ့ဒါဒီလဲစောစောကကျမ်းမာကိုပါတယ်ဒါဝတ်ဇုလ်အရှိရာဝအန်ဇီရအရှိရတကလ်အကရဘင်ဆိုတဲ့အာယတ်တော်ကိုကြပြီးဒါဝတ်လုပ်တဲ့အခါမှာ3 ချိန် 3 ကဘရုကူညီမလဲဆိုတာထားခဲ့တဲ့သူတပါးဒီပဲရှိတယ်10 နှစ်တောင်မပြည့်သေးတဲ့အလီမောင်လာအလီအလိုင်ဆလမ်3 ချိန် 3 ကထားတဲ့အခါမှာအားလုံးကြည့်အောင်ကြည့်ခဲ့ကျင်ညာခဲ့တယ်ယာလီအန်တာဝစီဝဝဇီရီဝခလီဖတီအလ္လာဟူအက်ဘာအဲ့တော့မာယန်တေကိုအနီလ်ဟဝါအင်ဟူဝါအလ္လာဝါယွန်ယူယာရဲ့နှုတ်တော်ကနေပေးခဲ့တဲ့ဘွဲ့ဝစီရဲ့ဘွဲ့ဝလီရဲ့ဘွဲ့ခီလာဖတ်ရဲ့ဘွဲ့အဲ့ဒါကြောင့်အင်နီဂျာအီလွန်ဖီလ်အာဇီခလီဖာအလ္လာဟ်ကခီလာဖတ်ခန့်တယ်ဆိုတာအလ္လာဟ်ကကျမ်းတော်မြတ်ကုရ်အာန်မှာမိန့်ခဲ့တာအဲ့တော့အလ္လာဟ်ကခီလာဖတ်ခန့်တယ်ဘရုရဲ့နှုတ်တော်ကနေခန့်လဲနဗီရဲ့နှုတ်တော်ကနေဒါကြောင့်အရှိရကနေဂဒီအထိအလီဒါလင်တွေ့ရမယ်အလ္လာဟ်ရဲ့ရဆူလ်ရဲ့နှုတ်တော်မင်္ဂလာကနေအားလုံးရဲ့ရှေ့မောင်မှာအတီအလင်းတိမ့်နဲ့ချီပြီးစာပါတွေရဲ့လက်ထဲကိုထည့်ခဲ့တာဒီကျမ်းတော်မြတ်ကုရ်အာန်နဲ့အဟ်လုလ်ဘတ်အဲ့တော့စာပါကြီးတွေရဲ့နှလုံးသားမှာကိုကကုရ်အာန်ကျမ်းတော်မြတ်နဲ့အဟ်လုလ်ဘတ်မကင်ဘူးအလီကိုခါတီးစွာငင်းဆန်တဲ့အလ္လာဟ်အဇပ်ချပေးပါဆိုတော့ဂဒီမှာပဲအဇပ်ချပေးလိုက်တယ်ယာဟာလီမန်လာယာဂျလ်ဒီစလုံးတလုံးမဲ့ကျွန်တော်ယနေ့အခုဒူအိုင်ဂျောက်ရှင်ကဘီရ်အဲ့ဒါဒီအလီတရှယူမာအီမာမ်မာဆူမင်ကနေပြီးတော့တင်ပြထားတဲ့ဒူအာအခုဒီ first စလုံးကိုကျွန်တော်စတုံးတာပဲရှိတယ်ဒါလည်းဒူအာကိုတင်ပြဖို့ပြောလို့အလ္လာဒီဟာလီမ်ဆိုတာကဂုံတော်မှာပါပြီးသားအလ္လာဒီဟာလီမ်အဇပ်အမြန်မချဘူးဘရောမှာဒါပေမဲ့အဇပ်တောင်းတဲ့သူကအလီအတွက်ကိုအလီကိုအတင်းဘက်ကလားရဆူလ်ဘက်ကလားအတင်းဘက်ကဆိုလို့ရှိရင်ရဆူလ်ဘက်ကဆိုလက်မခံနိုင်ဘူးဒါအတင်းဘက်ကဟုတ်မဟုတ်ဆိုတာအတင်းဘက်ကဟုတ်တယ်ဆိုရင်လက်မခံဘူးအတင်းအဇပ်ချပေးပါဆိုတော့ဆာအလာဆာအီလွန်ဘီအဇဘင်ဝါကီအလ္လာဟ်ဘက်ကအဇပ်ချပေးလိုက်တယ်အဇပ်တောင်းတဲ့သူကိုဂဒီရီကကွင်းပြင်မှာပဲချပေးလိုက်တယ်ကျမ်းတော်မြတ်ကုရ်အာန်ဆူရာမာအာရစ်မှာဒီမှာစောစောကပြခဲ့တဲ့ကျမ်းမှာကျွန်တော်ပြောပြီးသွားပြီအဲ့ဒီကျမ်းမှာအဲ့ဒီအာယတ်တော်ကိုကိုးကားပြီးသားဆာအလာဆာအီလွန်ဘေအဇဘင်ဝါကီအဇပ်တောင်းတဲ့သူအလီကိုလက်မခံနိုင်ဝီလာယတ်ကိုလက်မခံနိုင်ဘူးတောင်းတဲ့သူပေါ်မှာအလ္လာဟ်အဇပ်ချပေးလိုက်တယ်အဲ့တော့မန်ကွန်တိုမောင်လာကိုဘယ်သူမသိဘူးလေအရှိရကနေပထမအဦးဆုံးဒါဝတ်ကနေနောက်ဆုံးဒါဝတ်အထိအလီစာပေးခဲ့တယ်အလီကိုလက်ထဲထည့်ဘူးကျင်ညာပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့လက်ထဲမှာယနေ့မောင်လာအလီအလိုင်စလာမ်တခင်ကြီးကိုနှုတ်တော်ကတန်းတာတယ်နှလုံးသားမှာမဟုတ်ဘတ်ထားတယ်ဆိုတာကဒီဝီလာယတ်ကိုအလ္လာဟ်ကထားခိုင်းလို့ကုလာအစအလုကုမ်အလာဟီအဂျရန်အီလလ်မဝဒဒတာဖီလ်ကူရ်ဘာဒါကြောင့်အီမမ်ရှာဖီကအတီလင်းကျင်ညာလိုက်တယ်ငါတို့ကမောင်လာအလီကိုအားလုံးထက်အလ္လာဟ်ရဆူလ်ပြီးဝိုင်းအဖဇလ်လို့ယုံကြည်တယ်တဲ့အဲ့တော့အဲ့ဒီယုံကြည်မှုကြောင့်ရှီယာပြောတပ်ဇီလီပြောရာဖီဇီပြောကြိုက်တာပြောအားလုံးဘွဲတွေကိုလက်ခံမှုအစင်းတစ်ပဲတို့တော့အီမန်တော့မပြောင်းနိုင်ဘူးဘာကြောင့်လဲကုလ်လေအီမန်ကအလီဖြစ်နေတဲ့အတွက်အလီပေါ်မှာအီမန်မရှိဘူးဆိုရင်ကုလ်လေအီမန်မရဲ့နှလုံးသားမှာမပါဘဲနဲ့ဘလို့မိမိကိုမိမိအီမန်ရှင်လို့ကျင်ညာမလဲဆယဒ်လ်မိုမနီန်အားလုံးရဲ့ဥဆောင်ဒီအလီဖြစ်တဲ့အတွက်အလီကိုလက်မခိုင်ဘလို့မိုမင်ဖြစ်နိုင်မလဲဒါကြောင့်ဒီဘွဲတွေကအလ္လာဟ်ကပေးထားတဲ့ဘွဲနဲ့လူတွေတက်ထားတဲ့ဒစိကောင်ကခွာလိုက်လို့ရတယ်
Allah တပ်ပေးထားတဲ့တစိကောင်းကယာမတ်နေ့အထိရှင်ပြန်ထတော်မူမိနေ့အထိဘရောမှခွာလို့မရဘူးအဲ့ဒါကြောင့်နောက်ဆုံးအာယတ်တော်တစ်ခုကိုကိုးကားပြီးကျွန်တော်မဆိုင်အနေငယ်ဖတ်ပြီးတော့တိမ့်မယ် Fas'alu ahla zikr in kuntum la ta'lamun ကျွန်တော်မြတ်ကုရ်အာန်မှာအလောရှင်မြတ်မိန်တော်မူတယ်အသင်တို့ဒီအကယ်၍မတိဘူးဆိုရင်အလီဇစ်ကရကိုမေးပါအလီဇစ်ကရဘလူလေမောလာအလီထံကနေရီဝါယတ်ကိုဆင့်ပြန်ခဲ့တယ်နာဟနိုဇစ်ကရုလာနာဟနိုအလူဇစ်ကရငါတို့ဒီဒါလင်လာအပ်မိသားစုဒါလင်အလီဇစ်ကရဖြစ်တယ်အလီဇစ်ကရဖြစ်တဲ့အတွက်ဆလူနီကိုအချိန်ညာခဲ့တယ်ကြိုက်တာမေးအလီဇစ်ကရဖြစ်တဲ့အတွက်ယဟုဒ်လည်းလာမေးတယ်အီစာအီလည်းလာမေးတယ်ခိုလဖာရာရှိဒီအားလုံးလာမေးတယ်အလီရဲ့တကားဖွင့်ထားတဲ့ဆာဟာဘာတာဝကာကြီးတွေအကုန်လာမေးတယ်တာဘေအင်းတွေအဒီကနေအစင်ဇပ်ပွားပြီးအလီထံကရခဲ့တဲ့ပညာတကဝါကနေဖြန့်ခဲ့တဲ့ပညာကနေအားလုံးမေးတဲ့အတွက်ကဘာမှဒီပညာစလုံးနှလုံးပြန့်ခဲ့တယ်အလ္လာဟ်ရဆူလ်တကရခဲ့တဲ့ပညာအဲ့တော့နောက်ဆုံးအချိန်မှကျန်တဲ့အီမာမ်မဟဒီအလိုင်စလမ်လာမယ်အီမာမ်မဟဒီဘယ်သူလဲမောလာအလီအလိုင်စလမ်တခင်ကြီးရဲ့ဆတ်တဘာမြောက်သားရဲ့နောက်မှာဘရူလာရက်မလဲဆဟီဘူခါရီအီမာမ်ကအတင်တို့ထံကနောက်မှာရက်မှာကဟဇတ်အီဆာအွမ်မတ်အနေနဲ့ဒါတော့ဘာကြောင့်လဲဆိုရင်နဗီရဲ့အွမ်မတ်အနေနဲ့လာမှာဟဇတ်အီဆာဘလောက်မြတ်တဲ့နဗီလဲဘလောက်ကြီးကျယ်တဲ့နဗီလဲအကယ်အဲ့ဒီကြီးကျယ်တဲ့နဗီတမန်တော်ရူဟူလာကအလီအလိုင်စလမ်ရဲ့ဆတ်တဘာမြောက်သားရဲ့အနောက်မှာလာရက်မယ်ဘယ်အာယတ်ကိုဖတ်ပြီးလာရက်မှာလဲဆူရာဟူဂျရာတ်ရဲ့အာယတ်တော်ကိုဖတ်ပြီးလာရက်မှာလာတုကတ်ဒေမူဘိုင်နာယဒယလာဟီဝရဆူလီအလ္လာဟ်နဲ့အလ္လာဟ်ရဲ့ရဆူလီအရှိမချေတလန်မလန်းပါနဲ့လို့အလ္လာဟ်ကမိန့်ပြီးသွားပြီကယာမတ်နေ့အထိအဲ့တော့အလ္လာဟ်နဲ့အလ္လာဟ်ရဲ့ရဆူလီရဲ့ရှေ့မောက်မှာမရက်နဲ့လို့ပြောတာအီမာမ်မဟဒီရဲ့ရှေ့မောက်မှာဘာကြောင့်လာမရက်တာလဲဘာကြောင့်လဲဆိုကိုတော်ကမိန့်ခဲ့တယ်ငါနဲ့နာမယ်တူငါရဲ့တွေးငါသမီးတော်ရဲ့ဟလာနောက်ဆုံးအလီနဲ့နော်နဆလ်ကနေပြီးတော့ရောက်ရှိလာမဲ့အီမာမ်မဟဒီဒီအဲ့ဒီခေတ်ကာလရဲ့ခလာဖတ်ခလီဖတ်ရဟမန်ဖြစ်တယ်အီဆာလာမလာမူဆာလာမလာဟဇတ်ခီဇီလာမလာအီလျာစ်လာမလာအီဒီစ်လာမဘရူဘဲလာဂျမာတ်အနေနဲ့အနောက်မှာလာရက်မယ်နဗီအနေနဲ့မဟုတ်ဘူးရှေးဆောင်အီမာမ်အနေနဲ့ဦးဆောင်အီမာမ်အနေနဲ့ရှိမှတပါးဒီပဲရှိတယ်အဲ့ဒါဒီအလီရဲ့ဆတ်တဘာမြောက်အီမာမ်အဲ့ဒါဆိုရင်နည်းနည်းလေးတွေးကြည့်လိုက်အလီရဲ့ဖဇီလတ်ဘလောက်ပဲအရှိမရှိမလဲအလ္လာဟ်ရဆူလ်ရဲ့ဒူအာကိုစဉ်းစားအလီကိုရတယ်လို့ဖဇီလတ်နောက်တူဘရူကိုမှမရနဲ့အလီရဲ့တားရဲ့အနောက်မှာတော့မှနဗီ၄ပါးहज़रत ईसा हज़रत खिज़र हज़रत इलियास हज़रत इदरीस लायम में सोए अल्लाह अकबर हज़रत खिज़र तो ना सलो का तीन क्या गए ना हज़रत मूसा अलैहिस्सलाम ये ले सेया अलो म्यो नबी तमांडो पिन्या शेंदबा लायम में सोलुशे सिंधा चिलाई इमाम मेहदी या बलाउ शिमले इमाम मेहदी येထိတ်ဆုံးမှရှိနေတဲ့မော်လာအလီရဲ့အယဘလို့ရှိနေမော်လာအလီရဲ့အာကာတခင်ဥဆောင်ဖြစ်တဲ့နဘဝတခင်ဂျေဇုရှင်အလာပြီးဝိုင်းအမျက်ဆုံးနဗီတမန်တော်ရဲ့အယဘလို့ရှိမလဲအဲ့တော့ဒီနေရာမှာအဟ်လုလ်ဘတ်အလိုင်စလာမ်ကိုအချစ်ထားတဲ့သူတွေအတွက်ကိုခြေပနေတဲ့စလုံးတစ်လုံးမှမရှိဘူးအဟ်လုလ်ဘတ်အပေါ်မှာဟာဆာဒတ်မလိုမုန်းထားနဲ့မနာလိုဝန်တိုစိတ်အပြည့်ထားပြီးအလူဘတ်အကြောင်းကြားရင်နားခါနေတဲ့ဒူတွေကိုခြေပပြီးပြောတဲ့စကားဖြစ်တယ်အဲ့တော့သူတို့ရဲ့သိရမှာကအဲ့ဒီဒူတွေဟာဘာကြောင့်ဖုံးကွယ်ထားတယ်လဲဘာကြောင့်ကုရ်အာန်ကျမ်းတော်မြတ်နေရာမှာအခြားသောဟာတွေကိုလာပြီးအစားထိုးတယ်လဲကျမ်းတော်မြတ်ကုရ်အာန်နေရာမှာအခြားသောတပုတ်လွင်ကျမ်းတော်မြတ်ကုရ်အာန်နဲ့ဆန့်ကျင်နေတဲ့အာဟာဒီစ်တွေကိုလုံဇက်တွေကိုလာပြီးတော့ရှင်းပြနေလေတင်ပြပြီးတော့ကုရ်အာန်နဲ့ဆန့်ကျင်ပြီးတော့ပြောနေကြတယ်လေအခုနလိုငါမိသားစုငါကာကွယ်မယ်ဂျန်နတ်ရောက်ဂျဟန္နမ်ရောက်ဆိုတဲ့ဆန္ဒအလောရှင်မြတ်ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။ဘာကြောင့်လဲလာတလ်ဘစ်ဆူလ်ဟက္ကာဘီလ်ဘာတိလ်ဝတက်တုမလ်ဟတ်တာဝတက်တုမလ်ဟက္ကာဝအန်တုမ်လာတာလမူအတင်းတို့ဟက်ကိုဘယ်တော့မှမဖုံးကွယ်နဲ့ဟက်နဲ့ဘာတိလ်ကိုမယောနဲ့အတင်းတို့တိထားကြဂျာအလ်ဟက်ကိုဝဇာဟကလ်ဘာတိလ်အင်နလ်ဘာတိလာကာနာဇဟူကာဟက်လာရင်ဘာတိလ်တွားကိုတွားမှာဘာတိလ်တွားမယ်ဆိုရင်ဒီအမောင်တူတစ်ခုလုံးကတွားမယ်ဆိုရင်အမောင်ကိုခွင်းပြီးတော့အလင်းဆောင်မဲ့ဟက်ရောက်လာရင်တီးမယ်ဒါကြောင့်
နောက်ဆုံးအနေနဲ့အလ္လာဟ်ရဲ့ရဘ်ယာရဘ်လို့ကျွန်တော်တို့တန်းတနေတဲ့ရဘ်မှာအလ္လာဟ်ရှင်မြတ်ကကိန်းအောင်ထားတဲ့နံပါတ်တွေပါလေရေဒီရာဒီ200 numerology နံပါတ်အရ200ဘေဒီ2 200နဲ့2ကိုတော့ရဲ့နံပါတ်ဒီဘယ်လောက်လဲ62မောင်လာအလီအလိုင်စလမ်ဒီအလီရဲ့နံပါတ်ဒီဘယ်လောက်လဲ130 92နဲ့130နဲ့ပေါင်းလိုက်ရင်ဘယ်လောက်လဲ202ဒါကြောင့်ကိုတော်နဲ့အလီမရဘဲနဲ့ဘယ်တော့မှရပ်မရနိုင်ဘူးအလ္လာဟ်ရဆူလ်နဲ့အလ္လာဟ်ရဲ့ဝလီကိုနှလုံးသားထဲမထည့်တွေ့ဘယ်တော့မှအလ္လာဟ်မရနိုင်ဘူးရပ်မရနိုင်အဲ့တော့အင်ရှာအလ္လာဟူတာလာအများကြီးကြံသွားတယ်အများကြီးထပ်ပြောရမယ်အာယတ်တော်တွေနဲ့ဟာဒီသ်တော်တွေနဲ့အကြောင်းအရာတွေကြံသွားတယ်။ဘာကြောင့်လဲကျွန်တော်3နာရီပြောလဲလောက်မှာမဟုတ်ဘူး4နာရီပြောလဲလောက်မှာမဟုတ်ဘူးအစ်ဘ်အဘာ့စ်ရဲ့ရဝါယတ်အဆိုအရမောင်လာရဲ့ဖဇီလတ်ဟာကုန်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်ကာဘာမှာဖွားတော်မူခဲ့တဲ့အလီအလ္လာဟ်ရဲ့အိမ်တော်ကနေပဲရှာဟာဒတ်ကိုခံယူခဲ့တယ်။အလ္လာဟူအက္ဘာ19ရက်ညမှာဇရဘတ်ရခဲ့တဲ့အလီရဲ့ရှေ့ကနေဘရူလာပြီးတော့အလီကိုတိုက်ရဲလို့လေရှိသမျှစစ်ပွဲတွေအားလုံးအရဘ်ကုရိုက်ရဲ့အိမ်တိုင်းမှာအလီကဇူလ်ဖီကာအလ္လာဟ်ချီးမြှင့်ထားတဲ့ဇူလ်ဖီကာနဲ့အားလုံးရဲ့မော့ကိုအလီဇူလ်ဖီကာနဲ့တိမ့်ယူခဲ့တာအလီရဲ့ရှေ့ဘရူလာရဲလေအလီရဲ့ရှေ့မပြောနဲ့အလီတိတယ်အလီကိုလာပြီးလုံနိုင်တဲ့ရှဟီဒ်လုံနိုင်တဲ့နေရာတနေရာပဲရှိတယ်အဲ့ဒါဒီနမတ်မှာအလီကနမတ်ဖတ်ရင်ကျွန်တော်တို့နုတ်ဖာဝါလာတွေဖတ်တယ်လို့နမတ်ဖတ်တာမဟုတ်ဘူးအလီရဲ့နမတ်ကအိုးထိတ်ဆုံးမှာအလ္လာဟ်ရဲ့အနားမှာရောက်ပြီးအလီစဂျဒါလုပ်နေတယ်လို့အလ္လာဟ်ထံမှာဥကိုညွတ်ပြီးအလ္လာဟ်ထံကိုကြွသွားတယ်လို့အလီနမတ်ကိုပတ်တာဘာမှမသိတော့ဘူးအဲ့ဒီလိုနမတ်ဖတ်တဲ့အခါမှပဲအလီထံမှာတွားနိုင်မယ်ဆိုတာသိတယ်ပလီမှာထိုင်နေလဲအလီနားမှာလာနိုင်မှာမဟုတ်အလီအိတ်နေတာတောင်အလီနားကိုလာတဲ့သူတွေထွက်ပြေးခဲ့ရပါတယ်ဆိုမှအဲ့ဒါကြောင့်ဒုရှမန်ရန်သူကအလီကိုရှဟီဒ်လုပ်မယ်ဆိုရင်ကြံရွယ်ရမယ်နီးလန်းနေကြံရွယ်ရမယ်နီးလန်းနေမှာတနည်းပဲရှိတယ်အလီနမတ်ဖတ်တဲ့အခါမှာပဲလုပ်လို့ရမယ်အလီရဲ့နမတ်ရဲ့ရှေ့မောက်မှာပဲအလီထံမှာအလီကိုရှဟီဒ်လုပ်နိုင်မှာမာဝီယာလိုဒူကိုဥမာဘင်အာစ်ကပြောတယ်အတင်နဲ့အလီနဲ့ဖြစ်တာအတင်တယောက်ချင်းစီထိထွက်တိုက်လိုက်ပါလားကိစ္စပြတ်မယ်ကျန်တဲ့လူတွေတရားမှာမဟုတ်ကျန်တဲ့အီမန်ရှင်တွေလည်းတရားမှာမဟုတ်ဘူးမာဝီယာဘာပြောလဲအလီရဲ့ရှေ့မောက်မှာဘယ်လိုမဲတွတ်တိုက်မင်းငါ့ကိုတေတွင်းနဲ့ပို့နေတာလားမာဝီယာကဥမာဘင်အာစ်ကိုပြောတယ်မင်းငါ့ကိုတေတွင်းနဲ့ပို့တာအလီလက်ကနေဘယ်လိုလွတ်မြောက်ခဲ့လဲငါတို့ရဲ့ဘိုးဘေးဘီတွေတောင်မလွတ်မြောက်ခဲ့ဘူးအဲ့တော့ငါလွတ်မြောက်မလားအလီနဲ့ one by one ရှင်းနိုင်မဲ့တတိရှိလားဒါအလ္လာဟ်ပေးထားတဲ့ခွန်အားအလ္လာဟ်ပေးထားတဲ့ရွေးချယ်ထားတဲ့နဖ်ဆူလာဝဂျ်ဟူလာကရမလာဝဂျ်ဟူလ်ကရီမ်ယဒူလာလီဆာနူလာဥဇနူလာအဲ့တော့အလ္လာဟ်ထံကဘွဲတွေရထားတဲ့ခွန်အားရထားတဲ့ရှေးတွေခொဒါရဲ့ရှေးမှာဘရူလာရဲတယ်လေဒါတော့အလ္လာဟ်ကချီးမြှင့်ထားတဲ့ဇူလ်ဖီကာရှာဟီမရဒန်ရှေရီယက်ဒန်ကူဝတ်တေပါရဝတ်ဒီကာအလ္လာဟ်ကမိမိအားကိုချီးမြှင့်ထားတဲ့အလီရှိဘရူလာရဲလေအဲ့တော့နမတ်ပဲရှိတယ်နမတ်ရဲ့ပထမရကတ်ဒါတော့မှကာတီလ်ကိုတည်တယ်နှိုးပြီးတော့နမတ်ဟီဒါယတ်ညာရသွားမလားဆိုပြီးတော့အစ်ဘ်မူလ်ဂျမလ်အွန်ကိုမိမိမစဂျစ်မှာမောက်ရဲ့အိတ်နေတဲ့သူကိုတော့နှိုးခဲ့တယ်သို့တော့အလီအလိုင်ဟစ်ဆလမ်ဒီမိမိအလ္လာဟ်ရဲ့အီဘာဒတ်တက်ဘီရတ်ုလ်အီရာမ်ကစပြီးပထမရကတ်နမတ်ရဲ့ပထမစဂျဒါမှာပဲအလီအလိုင်ဟစ်ဆလမ်ရဲ့ဖရ်ကေမူဘာရက်ဦးကောင်းတော်ကိုညွန့်နေတဲ့စဂျဒါရဲ့ဟာလတ်မှာရှဟီဒ်လုပ်ခဲ့တဲ့အခါမှာအလီရဲ့နှုတ်တော်အလီတုံးမလို့အလီတိတယ်အလီကိုအလ္လာဟ်ရဆူလ်ကပြောပြီးသွားပြီယာအလီအလ္လာဟ်ရဲ့လာမှာအတင်ရှာဟာဒတ်ခံယူရလိမ့်မယ်အတင်ရဲ့မျက်နှာတော်မှာရှိတဲ့မုတ်စိတ်တော်ကိုမင်္ဂလာမုတ်စိတ်တော်ဟာတွေးနဲ့ဆူရွှဲသွားလိမ့်မယ်အလ္လာဟူအက္ဘာအလ္လာဟူအက္ဘာယာရဆူလလာအလ္လာဟ်ရဲ့ဒီန်ဆလာမတ်မရှိမလားဆလာမတ်မရှိမယ်ဆိုတဲ့အခါအဲ့ဒီဆလာမတီကြောင့်အလီဟာမိမိကျင့်ကြခဲ့တာဘစ်မီလာဟီဝဘီလာဝအလာမီလတီရဆူလလာဖုစတိုဝရဘ်ဘီလ်ကာဘာအလီဒီအလ္လာဟ်ရဲ့
နာမတော်ဘစ်မလာဟီဝဘီလာကိုစပြီးတိုင်တိုက်ခဲ့တယ်အလ္လာဟ်ရဲ့ဘစ်မလာဟီဝဘီလာရဲ့လမ်းပေါ်မှာဘစ်မလာဟီဝဘီလာအတွက်မစ်လတ်ရဆူလလာရဲ့လမ်းစဉ်အပေါ်မှာအလီအောင်မြင်စွာနဲ့ကုရ်ဘာနီပေးဆက်လိုက်ပြီးဆိုတာကိုကြေညာခဲ့တယ်သို့တော့စတီအလီဒီပထမရကတ်မဲ့ပထမစဂျဒါမှာမိမိဒီလိုအခြေအနေရောက်ခဲ့တဲ့အပေါ်မှာအားလုံးဒီနမတ်ရဲ့ဟာလတ်မှာအလီအလိုင်စလာမ်ရဲ့အနာကိုဝိုင်းလာပြီးအီမာမ်ဟဆန်တဖတ်အီမာမ်ဟူစိန်တဖတ်အလီကိုမဟရာဘ်ရဲ့မင်ဘာရီအနာမှာမိထားတယ်သို့တော့အလီအလိုင်စလာမ်ဘာမိတ်နဲ့ဘေတာနမတ်ကိုပြီးအောင်အရင်လို့အလ္လာဟူအက်ဘာအလ္လာဟူAllahရဲ့ ibadat ကိုပြီးအောင်ဆိုဒုတိယရကတ်ကိုဆက်လက်ပြီးအီမာမ်ဟဆန်အလိုင်ဟိဆလမ်ကဥဆောင်ပြီးတော့နမတ်ကိုပြီးပြအောင်ဖတ်ခဲ့တယ်သို့တော့မေဟရာဘ်မှာရှိနေစေအီမာမ်ဒီတစ်ဖက်ကိုယိမ်းလိုက်အလ္လာဟူအက်ဘာမိမိရဲ့ဒီဒိုင်ယာနဲ့မေရာဘ်ဟာတွေးဖြစ်သွားပြီသို့တော့ဒီတွေးဟာမူဘာရက်ရဲ့လာမှာအလ္လာဟ်တန့်စင်ထားတဲ့တွေးဒါကြောင့်အဇီဒါလေးဘောတရပ်ကုရ်ဘာနီပေးဖို့အလီအလိုင်ဟိဆလာမ်ကိုမိမိတဖတ်စီအီမာမ်ဟဆန်နဲ့အီမာမ်ဟူစိန်ပလီမာဆူဘာနမာဇ်ရဲ့အချိန်အားလုံးဟိုးလေးတကြောဖြစ်နေတယ်အဲ့ဒီရဲ့အချိန်ကာလမှာအာကာနုလ်ဟူဒါအလ္လာဟူအက်ဘာဟီဒါယတ်ရဲ့မနိုင်ကြီးပြိုလဲသွားသလိုပဲကောင်းကင်ယံကနေဂျစ်ဘရီလ်အမီနဲ့အတူမလာအီကာအပေါင်းမာတမ်လုပ်ပြီးရောက်နေတယ်အမ်ဘီယာဝလ်မူရ်ဆလင်အနာမရှိနေတဲ့အလီအလိုင်စလာမ်ကိုအိမ်ခေါ်သွားတဲ့အခါမှာအလီအလိုင်စလာမ်ပြောတယ်ငါကိုအိမ်ခေါ်သွားတဲ့ကငါတမီဇိုင်နပ်ငါကိုတွေးများနဲ့မမြင်ပါစေနဲ့ငါတမီရဲ့မျက်ရည်ကိုငါမမြင်ရပါစေနဲ့အလ္လာဟူအက်ဘာဒိုဒေါ်ဇိုင်နပ်ဟာအိမ်မတဲ့ကတည်နေပြီဘာကြောင့်လဲကောင်းကင်ယံကနေအလ္လာဟ်ရဲ့ဖရစ်တာတွေမလာအီကာတွေအတန်ပေးနေပြီကတ်ကိုတေလာအလာကတ်ကိုတေလာအမီရုလ်မိုမနီန်အလာကတ်ကိုတေလာအမီရုလ်မိုမနီန်အလီအလိုင်ဟိဆလမ်ရှဟီဒ်ဖြစ်သွားပြီအဲ့ဒီနေ့မှာအလ္လာဟူအက်ဘာဆိုတော့အိမ်ရောက်တဲ့အခါမှာအီမာမ်ဟဆန်နဲ့အီမာမ်ဟူစိန်ကိုပြောတယ်မိမိအမြဲတမ်းနမတ်မုစတဟာဘတ်ဝိပူလေရှိတဲ့နေရာမိမိနမတ်ဝိပူလေနေရာရှိတဲ့ room မှာဒီအခန်းလေးကိုခေါ်သွားခိုင်းတယ်အဲ့ဒီမှာလဲလျောင်းတယ်မိသားစုဝိုင်းလိုက်ပြီးအလ္လာဟူအက်ဘာတဘီရောက်လာတဲ့ဒိုင်ယာကိုပတီးစီးပဲယူရောက်လာတဲ့တချို့သောအလီအလိုင်စလာမ်ကိုအချစ်တာတဲ့တာဝကတွေလည်းအိမ်မှာဆာဆာဘင်ဆူဟန်လိုအစဘတ်ဘင်နဘာတာလိုဟဘီဘင်ယမီလိုဆာဟာဘိုင်တွေအနာမှာဝိုင်းပြီးရှိနေတယ်အလ္လာဟူအက်ဘာတဘီကပြောတဲ့ဒီဒိုင်ယာ6ဖို့အတွက်ဒိုင်ယာကိုတက်တာဖို့အတွက်ကိုတဲ့နိုးတွေလိုတယ်နိုးတိုက်ရမယ်နိုးမြောင်များစွာလိုတယ်အလီကပြောပြီးပြီတကူရောကပြောထားပြီးပြီဘရှာရတ်ပေးထားပြီးပြီဒီဒိုင်ယာနဲ့အလ္လာဟ်ထံသွားမယ်ဆိုတာကိုသို့တော့ဒိုင်ယာတက်တောင်တက်တာလေးဖြစ်ဟန်ဆိုတဲ့နီယတ်နဲ့နိုးယူလာပေးရမယ်ဆိုတဲ့အခါမှာအိမ်အပြစ်မှာဒီတရေဘလို့ပြတ်သွားလဲမသိဘူးယတိမ်ခလေးတွေဟာနိုးကွက်လေးတွေနဲ့ကြိုက်ပြီးတော့ငါတို့ရဲ့မောင်လာအတွက်ကိုနိုးယူလာပါပြီတဲ့ငါတို့ရဲ့မောင်လာကိုငါတို့လက်ကလေးတို့တိုက်ပေးပါအလ္လာဟူအက်ဘာငါတို့ရဲ့တပဝလုံးမှာညစီဆန်တော့၎င်းဂျုံတော့၎င်းအစာတောက်တွေဘယ်သူမှမသိအောင်ယူလာပေးတဲ့ယတိမ်ခလေးတွေကိုကြည့်အလီကတော့ရဲ့ဆာယာကလေထွက်ခွာသွားလေပြီအလ္လာဟူအက်ဘာဒါကြောင့်အလီအလိုင်စလာမ်ယတိမ်ခလေးတွေကိုဗာပြောတယ်အတင်တို့ရဲ့ဖခင်ဘလူလဲမင်းပြောပါအလီဖြစ်တယ်ဆိုတာကိုယတိမ်ခလေးတွေအပေါ်မှာအလ္လာဟူအက်ဘာဘလောက်အလီအလိုင်စလာမ်အချစ်ထားတယ်ယတိမ်ခလေးတွေကိုဘလောက်အလီအလိုင်စလာမ်ကြည့်တယ်ဝိမီရဲ့ဝစီယတ်မှာလဲမောင်လာအဆန်ကိုမာခဲ့တဲ့ယတိမ်ခလေးတွေနဲ့ပတ်သက်ပြီးငဲ့ညာပါအလ္လာဟ်အတွက်ကိုယတိမ်ခလေးတွေကိုကြည်ပါအကျဉ်းမာခဲ့တဲ့ဝစီယတ်မှာဆိုတော့အဇီဇာနေမော်တရမ်အစ်ဖတာရီနဲ့စကူညာမှာဇရဘတ်20ညမှာရှဟီဒ်ဖြစ်တယ်ရှဟီဒ်မဖြစ်ခင်တညအလီ20ညမှာအလီအလိုင်စလာမ်မိတ်နဲ့မိသားစုအားလုံးနဲ့အစ်ဖတာရီတူလုံးမယ်အားလုံးမိသားစုခွင်တွေကိုတမီတော့18ပါတာတွေရှိတယ်တမီတွေရှိတယ်မြေးတွေရှိတယ်မြစ်တွေရှိတယ်အီမာမ်ဇိုင်နုလ်အာဘီဒီန်ပါရှိတယ်အားလုံးကိုခေါ်တယ်
ခေါ်ပြီးတော့အီမာမ်ဆဂျာဒ်အခုနှစ်သားလေးရှိတဲ့နောက်ဇာတ်ဆယဒ်ဆဂျာဒ်ကိုရင်ခွင်မှာပိုက်တဲ့အလီရင်ခွင်မှာ၄ပါးမြောက်အလီရင်ခွင်မှာပိုက်တဲ့အီမာမ်ဒက်စတာခန်မာလာထိုင်တဲ့ဒိုင်ယာပတီစီထားတယ်အလ္လာဟူအက်ဘာတာသမီတွေနဲ့အစ်ဖတာရီနောက်ဆုံးညအစ်ဖတာရီမှာရေနဲ့အနာမှာဂျုံရိုတီယူလာတဲ့အခါမှာတဲ့အလီအလိုင်စလာမ်မိငါတာဟူစိန်ဘဘာလေဟူစိန်ကိုခေါ်ပါHussein ko ba ya baba Hussein anama be shi bare baba kaung ngai sai pi o baba o bila machi ya udaya ko machi ya de Hussein ko ni le Hussein ko anama kho bi yo Ali ka pai de Hussein beta Hussein atiyami ke sera ma ke de nga ye lan ne de ye tai pa ga ye lan ne nga ta ko roti lukma chwe ba so lo di ni nya ha baba ye naw song nya naw ye nya baba la ka niအသေးကိုရေးတိုင်းနိုင်မှာမဟုတ်ဘူးမုတ်ကျွေးနိုင်မှာမဟုတ်ဘူးအလ္လာဟူအက်ဘာဘာဘာရဲ့လက်ကနေရေလေးတောက်လိုက်ပါဘာဘာလက်ကနေရိုတီစားလိုက်ပါअल्लाह अकबर सैयद सज्जाद को यिंगवे मा पाई भी हो सैयद सज्जाद को चिल्लाए मौला हुसैन को चिल्लाए सैयद सज्जाद को चिल्लाए कमीरो ज़ैनब को चिल्लाए कमीरो उम्मे कुलसूम को चिल्लाए आलों को मारे गाता सैयद सज्जाद करबला मा मशे मनो अरी मेसी को नशो भी हो मौला मैंने अरी मेसी का ने बेटी तमी है नंगे सर गाँव में चौं पवा बपारे हालत जुल्म लोग जिन खा रहे अच्छे नेरे को चिया ले में गाता हुसैन ये प्याने रे उगाउना को चिया ले में इन्ना लिल्लाहि व इन्ना इलैहि राजिऊन रिज़न बिक़ज़ाइही व तस्लीमन लिअम्रिही हो अल्लाह शिमिया या लामिया शहरुल्लाह शहरु रमज़ानुल करीम या वास्ता वो अल्लाह शिमिया मिया अल्लाह या रहमत मग़फ़िरत नेमत बई तो नाइने लामिया रमज़ानुल करीम या वास्ता वो अल्लाह शिमिया ये कयूना दो मई तो नाइने रहमत या वास्ता मा रहमतन लिल आलमीन वो अचाऊं खां भी रहमतन लिल आलमीन ये अनवरों अहलुल बैत अलैहिस्सलाम को अचाऊं खां भी शहीद रमज़ान मौला अली अलैहिस्सलाम तखेंजी को अचाऊं खां भी और दुआ ताऊं खां बारे लयालिल क़द्र खैरुम मिन अल्फ़ि शहर या वास्ता चनोमियो दो आलूं ये ई जिक्र को ई इबादत को लामिया रमज़ानुल मुबारक मा चिन चंगेरे आमाल हुदमियादो को दुआ हुदमियादो को अल्लाह शिमिया कबूल प्यू लखनो मुबा तकदीर ये लामा चनोमियो दो आलूं ये तकदीर को अठो थई पेतनारो मुबा चनोमियो दो आलूं दी गुनहगार म्या फिपचा को बा ई नाकिसुल इबादत नाकिसुल अक्ल नवाकिस जिक्र देने अटू अल्लाह या फजल ने चनोमियो दो आलूं या नवाकिस न्यागो फिर शांबी कबूल प्यू लखनो मुबा ओ अल्लाह शिमिया चनोमियो दो आलूं देमा नाम चनो दुनिया आलों को शिफाए कामिल ने आजिल पेतनारो मुबा मिताजु विम्यामा स्वेम्योम्यामा नाम चनो दुनिया शीने बामु मीदू मसो सेयोमा सेगामा शीने बामु इलामिया रमज़ानुल करीम या वास्ता इतोए या वास्ता या अल्लाह शिफाए कामिल ने आजिल पेतनारो मुबा चनोमियो दो आलों को नागाहानी बला म्याने नागाहानी बीमारी म्याने नागाहानी मुसीबत हुदमियादो गाने संशाउतो मुबा चनोमियो आलोंगो रूहानी जिस्मानी योगा अबिया हुदमियादो गाने शिफाए कामिल ने आजिल पेतनारो मुबा मिताजु दाई ई जिक्र को नाठाओ में दूदाई को अल्लाह शिमिया लो इंसाना हुदमियादो ने तू हिदायत को चीमे पेतनारो मुबा चनोमियो आलों ये लो इंसाना हुदमिया तो हुदमिया दो अल्लाह शिमिया कबूल प्यू लखानो मुबा निस्से निताई चनोरे मजालिस ते मा बानी मोहरम सफर ने अतुलामिया रमज़ान मा चमा तशी ने द्वे बानी युबिया जे लो प्यो गेरे सिस्टर लाइला अली को अल्लाह शिमिया समशाउ तो मुबा लगाऊं लो इंसाना म्या को कबूल प्यू लखानो मुबा लगाऊं मिताजु वेम्या अरवा पाऊ म्या फिदे मरहूम मिर्जा मोहम्मद इस्फहानी बती मिर्जा
मरहुमा नरजिस बी मई खाला मरहूम मिर्ज़ा कासिम इस्फ़हानी इब्ने मरहूम मोहम्मद इस्फ़हानी मरहुमा सारा बी मरहूम मोहम्मद दाऊद कतीफ़ मरहुमा जैतून बी मरहूम मोहम्मद इब्राहिम कतीफ़ बाबू भाई इब्ने मरहूम दाऊद कतीफ़ मरहुमा शीरीन बानू मरहूम मोहम्मद अली कुमहजी इब्ने मरहूम मोहम्मद हसन ने मोहम्मद हुसैन ने अतू चुनारो या मचामी सोमपा द्वादो मरहूमीन मरहुमा म्या आलों चुनाव नामे मम्मी दो म्याले नियत लो पियो लगाऊं लो आलों को ले अल्लाह शिम्या मौला अली अलैहिस्सलामियत तकिन ये यही आवाताओं ने ताशी पितना रो मुबा इलामा चुनाव ये फाखें ये निपले सोमद्वारो निपिटे अतवा चुनाव ये फाखें फितू फाखें मरहूम आगा मिर्ज़ा कमर मेहदी इब्ने मरहूम चुनाव दादा मरहूम मौलाना नसीम हैदर दोने अतू चुनाव यावखती फिटे अतू मरहूम आगा सैयद महमूद रिजवी इब्ने आगा सैयद इस्माइल रिजवी दो गोले अल्लाह शिम्या ई मजलिस ये अचो सवाब को अल्लाह शिम्या पितना रो मुबा आ लों ये दुआ को कबूल पी लखा नो मुबा अस्तगफिरुल्लाहल अज़ीम व अतूबु इलैका रब्बना तक़ब्बल मिन्ना इन्नका अंतस समीउल अलीम व आखिरु दावाना अनिल हम्दु लिल्लाहि रब्बिल आलमीन।